ကျွန်တော်သွားတဲ့ခရီးစဉ်တွေမှာဘာတွေတွေ့ရလဲဆိုတော့အသင်းတော်တွေထဲမှာစိန်ခေါ်မှုတွေကိုတွေ့ရတယ်။တကယ်နှုတ်ကပတ်တော်အစစ်ကိုလိုလားပြီးနှုတ်ကပတ်တော်အတိုင်းအသင်းတော်ကိုတကယ်ကြီးထွားစေခြင်းနဲ့သူတွေနဲ့ကိုယ့်ရဲ့ခံစားချက်ကိုနှုတ်ကပတ်တော်နဲ့ပြန်ပြီးတော့မှတိုင်းတာစကြောခြင်းမဟုတ်ဘဲနဲ့မရှိဘဲနဲ့ပေါ့နော်။ကိုဖြစ်ချင်တဲ့အတိုင်းကိုလှုပ်ချင်တဲ့အတိုင်းပဲကိုနဲ့အကြိုက်တူတဲ့ကိုအကြိုက်နဲ့ကြိုက်တဲ့အရာတွေကိုသင်တော်ထဲမှာယူဆောင်လာခြင်းတဲ့သူတွေသင်တော်တွေထဲမှာဒီနော်ဆိုင်ပိုင်တိုက်လန်ခြင်းတွေကိုကြုံနေရဆရာတွေလည်းရင်ဖွင့်ကြတယ်ကြီးတွားကြတယ်ဆိုတော့ဒီနေ့ဆော့ဆော့ကဆရာဇော်ကိုမိုင်ဆူတောင်းသွားတဲ့အဲမှာကျွန်တော်တို့ကြားတဲ့အတိုင်းပဲကျွန်တော်ဒါတွေဟာအများအားဆူတောင်းပေးနေရမယ့်အရာတွေဖြစ်တယ်ရှောင်ရှားလို့ရမယ့်အရာတော့မဟုတ်ဘူးဆိုတော့အဓိကကတော့လူတွေဟာမိမိကိုယ်ကိုပြန်ပြီးမေးခွန်းထုတ်တတ်ဖို့ပေါ့နော်ကျွန်တော်တို့ဆူတောင်းပေးဖို့ဖြစ်ပါတယ်ငါတို့တမန်တရားအစစ်ကိုလိုချင်တယ်လို့ပြောတဲ့အခါမှာတမန်တရားအစစ်ဆိုတာဘာလဲဘလို့လဲဆိုတာကိုငါတို့တကယ်ရောနားလည်ရဲ့လားဆိုတဲ့မေးခွန်းမျိုးပေါ့နော်ကိုမေးခွန်းထုတ်တတ်တဲ့သူတွေဖြစ်ဖို့အတွက်ကျွန်တော်တို့တချို့ကတော့တကယ်ကိုဘယ်လိုထင်လဲဆိုရင်နော်တမန်တရားအစစ်ကိုလိုချင်တယ်လို့ကိုထင်ပေမဲ့တကယ်တမ်းကိုသွားနေတဲ့လမ်းကြောင်းကကိုအကြိုက်နဲ့ကြိုက်တဲ့ကိုစိတ်ကျေနပ်စေမဲ့လမ်းကြောင်းကိုသွားမိမှန်းမသိသွားမိနေကြတာဖြစ်တယ်အဲ့တော့အဲ့ဒီအရာကပဲတဖြည်းဖြည်းနဲ့အသင်းတော်တွေရဲ့လွဲမှားမှုတွေလွဲချော်မှုတွေကိုပို့ပြီးတော့မှအားကောင်းလာစေတာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ညီကိုမောင်နှမတွေပုံမှန်ပေါ့နော်လာပြီးနှုတ်ကပတ်တော်ကိုခံယူဖို့အတွက်ရွေးချယ်ကြတဲ့အခါမှာကျွန်တော်အနေနဲ့တကယ်လဲဝမ်းသာတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ဒီသင်တန်းလုပ်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့ဘာကိုတွေ့ရလဲဆိုရင်သင်တန်းအဖြစ်ကျွန်တော်တို့နှုတ်ကပတ်တော်ကိုစာငတ်တဲ့အကြံအကျွန်းရှိနေသေးတယ်ဆိုတဲ့အရာကကျွန်တော်တို့အမှုတော်ဆောင်တဲ့နော်ဘုရားကိုစေခံတဲ့သူတွေအတွက်အားလည်းဖြစ်စေနော်ကျွန်တော်တို့ဖျားလူတွေဆိုတာစူပါမန်တွေမဟုတ်ဒါလေးတော့ကြုံလုံးပြောချင်တယ်စူပါမန်တွေမဟုတ်တစ်ချိန်လုံးတအားကိုဘာမှမဆိုလာထားဆိုပြီးတော့မှကြမ်းကြမ်းခံနိုင်တဲ့သူတွေမဟုတ်ပါဘူးเนาะအေလိယလိုကောင်းကင်ကမိကြစေပြီးကောင်းကင်အရှင်လက်တက်တဲ့သူတော်မှဖျားကိုညီးရတဲ့အချိန်ရှိတယ်เนาะဆိုတော့အေလိယလိုလူမျိုးဆိုရင်ကျွန်တော်တို့ကဘယ်လိုထင်မလဲဆိုတော့ तू ကတကယ်ကိုစူပါမန်တက်ထောင်တာတဲ့သူလို့ကျွန်တော်တို့တွေးမှာဖြစ်တယ်သူတော်မှစိတ်သက်ကြတဲ့အချိန်မျိုးရှိပါတယ်ဆိုတော့ပြောချင်တာတမန်တရားနဲ့ယက်တီရတဲ့အခါမှာအမှုတော်ဆောင်တွေရဲ့ယက်တီရတဲ့အခြေအနေကမလွယ်ပါဘူးစိန်ခေါ်မှုအင်မတန်ကြီးတယ်နောက်ဆုံးပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ဘယ်သူမှအဖက်မလုပ်ချင်ဘူးဘယ်သူမှအလူငွေမပေးချင်ဘူးဘယ်သူမှလာဒီကိုအတင်းတော်ကိုမလာချင်ဘူးဆိုတဲ့စိန်ခေါ်မှုတွေကိုဒီလိုတမန်တရားနဲ့ယက်တီတဲ့သင်အုပ်ဆရာတွေအမှုတော်ဆောင်တွေကကြုံနေရတာဖြစ်တယ်ဒါကြောင့်ဒီလိုတမန်တရားကိုစာငတ်တဲ့တကယ်တမန်တရားကိုချိန်ပေးခြင်းနဲ့ညီကိုမောင်နှမတွေတွေ့ရခြင်းဟာเนาะကျွန်တော်တနေရာထဲမှာအတူတကွနှုတ်ကပတ်တော်ကိုဝေမျှခွင့်ရခြင်းကကျွန်တော်တို့ဘက်ကတော့ဒါဝမ်းမြောက်ခြင်းတစ်ခုဖြစ်တယ်ခံယူရတဲ့သူအတွက်ကတော့တကယ်ပဲနှုတ်ကပတ်တော်ကိုတကယ်လူလာတဲ့ဆိုရင်ကျွန်တော်တို့ဘက်ကတမန်တရားကိုဟလာတကယ်ပဲဖះရှေ့မှာပေါ့နော်ဖះရှေ့မှာတမန်တရားအစ်စ်ကိုငါပေးရမယ်ဆိုတော့အော်တပကြည်လင်ခြင်းနဲ့ကျွန်တော်တို့ပေးဖို့တာဝန်ရှိတယ်လို့ခံယူတဲ့သူတွေအတွက်လည်းတကယ်ပဲဖះရဲ့နှုတ်ကပတ်တော်အစ်စ်ကိုစာငတ်ခြင်းနဲ့ခံယူခြင်းအဖြစ်ထာဝရအကျိုးကိုရွေးယူနေတယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်เนาะဆိုတော့ဆက်ပြီးတော့လည်းကျွန်တော်တို့ညီကိုမောင်နှမတွေတမန်တရားအစ်စ်ကိုတကယ်ရက်တီပြီးဝေငှနေတဲ့เนาะဒုက္ခဆင်းရဲကရောက်လာမှာမဟုတ်ရောက်နေတယ်တကယ်တမ်းပွင့်လင်းပြောရင်တော့တမန်တရားနဲ့သွားတဲ့သူတွေဟာအင်မတန်မှရှင်ဘောလူတိမောသေကိုပြောသလိုပဲနှိမ့်ဆက်ညှဉ်းပန်းခြင်းခံရတယ်ဆိုတာကိုယ်ခန္ဓာကိုနှိမ့်ဆက်ညှဉ်းပန်းခြင်းခံရတာမဟုတ်ဘဲနဲ့စိတ်ပိုင်းဆိုင်ရာပေါ့နော်စာတန်ကဇာတိလူတွေကိုတုံပြီးတော့မှအင်မတန်မှအားကြီးတဲ့နီလန်နဲ့တိုက်ခိုက်နေတာဖြစ်တယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့သတိရဖို့ဖြစ်တယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒီမှာရှိတဲ့ဒီ Zoom ပေါ့နော်ဒီ Zoom service မှာရှိတဲ့ဒီကိုမောင်နှမတွေအချင်းချင်းကိုဒီမှာနာမည်တွေရှိတယ်နော်နာမည်တွေကိုမှတ်မိသလောက်ပေါ့နော်တတိတရားဆူတောင်းပေးပါကျွန်တော်လည်းတတိတရားဆူတောင်းပေးတယ်ဒီ Zoom rep ပေါ့နော်ဆူတောင်းပေးတယ်ဘာဖြစ်လို့လဲဆိုတော့ဘသူတွေကဘယ်လိုစိန်ခေါ်မှုမျိုးနဲ့နော်ဘယ်လိုတိုက်ပွဲတွေကိုကြုံနေရလဲဆိုတာကျွန်တော်တို့မသိနိုင်ပါဘူးဆရာတွေလည်းကြုံနေရမယ်ယုံကြည်သူတွေလည်းကြုံနေရမယ်ကျမ်းမာရေးလည်းဖြစ်မယ်အိမ်တော်ရေးလည်းဖြစ်မယ်င
ငွေကြေးလည်းဖြစ်မယ်တခြားသောလူမှုရေးစိန်ခေါ်မှုတွေထဲမှာနစ်မြုပ်နေတဲ့သူတွေအများကြီးရှိကောင်းရှိနိုင်တယ်အဲ့တော့ကျွန်တော်တို့ဆူတောင်းပေးတာဘာမှအရှုံးမရှိဆူတောင်းပေးတာနော်အဲ့တော့ကျွန်တော်ကြွယ်ဝပါစေချမ်းသာပါစေဆူတောင်းခိုင်းတာမို့သူတို့ကြုံရတဲ့ဝိညာဉ်ရေးရာဆိုင်ပြိုင်တိုက်လန်မှုတွေထဲမှာသူတို့ကြုံရတဲ့စိန်ခေါ်မှုတွေထဲမှာခရစ်တော်ရဲ့နီလန်းနဲ့နော်ဒီအဆိုးကိုအကောင်းအဖြစ်နိုင်ယူနိုင်တဲ့အောင်မြင်ခြင်းသက်သေထင်ရှားတဲ့သူတွေဖြစ်ဖို့ကျွန်တော်ဆူတောင်းပေးဖို့ဖြစ်တယ်ဒီဟာတွေကအင်မတန်အရေးကြီးပါတယ်ကျွန်တော်တို့ခါလေးကျရင်ကျွန်တော်တို့ကိုယ်တိုင်မသိပေမဲ့ကျွန်တော်တို့အမှုတော်ဆောင်တွေကိုဆူတောင်းပေးနေခြင်းရဲ့အကျိုးကိုကျွန်တော်တို့ခံစားမိမှန်းမသိခံစားနေရတဲ့အချိန်တွေအများကြီးရှိပါတယ်เนาะကျွန်တော်တို့ညီကိုတွေအင်္ဂါချင်းတွေအတွက်ဆူတောင်းပေးဖို့ကျွန်တော်ဒီကနေလည်းဆက်ပြီးတော့မှသတိပေးခြင်းနဲ့အဲ့တော့ကျွန်တော်ဒီနေ့เนาะဝေငှဖို့စဉ်းစားထားတဲ့အရာကတော့တကယ်ကြံခဲ့တဲ့ဒီမိခင်များနေမှာပေါ့เนาะကျွန်တော်ဒီကြည့်နေတဲ့အသင်းတော်လေးမှာကျွန်တော်ဝေငှခဲ့တဲ့အရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဗာသိစေချင်လဲဆိုတော့ဒီနေ့တွေဟာလူတွေအတွက်အရေးကြီးပါတယ်ဒါပေမဲ့အဲ့ဒီနေ့တွေနော်မိခင်များနေဖြစ်စေဖခင်များနေဖြစ်စေမိခင်များသည်ဂုဏ်ပြုထိုက်သောသူတွေဖြစ်တယ်ဖခင်များသည်ဂုဏ်ပြုထိုက်သောသူတွေဖြစ်တယ်တခြားတော့နော်ဖခင်အမှုတော်ဆောင်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဂုဏ်ပြုထိုက်တဲ့သူတွေဖြစ်တယ်ဆိုတာဒါဟာမှန်သောအရာဖြစ်တယ်သို့တော့ကျွန်တော်တို့ဗာသိရမလဲဆိုတော့ဖခင်ကိုတော့ကြော်လို့မရအဲ့ဒါကျွန်တော်တို့တတိထားရမယ့်အရာဖြစ်တယ်ခါလာကျရင်ကျွန်တော်ဗာတွေ့ရလဲဆိုတော့အဲ့ဒီနေ့တွေကဖခင်ရဲ့ကောင်းမြတ်ခြင်းကိုကြော်သွားတတ်တယ်ကျွန်တော်မိခင်ကိုကျွန်တော်အင်မတန်ချစ်တယ်အင်မတန်တန်ဖိုးထားတယ်ကျွန်တော်ဖခင်ကိုလည်းကျွန်တော်အင်မတန်လေးစားတယ်ဒါပေမဲ့ဖခင်ရှေ့မှာမှန်ကန်စွာမိခင်ဖခင်ကိုချစ်ခြင်းဟာဖခင်ကိုအချစ်ဆုံးဖြစ်ဖို့လိုဖခင်ကိုအချစ်ဆုံးဖြစ်တဲ့သူကသာလေကိုမိခင်ကိုဖခင်ကိုမှန်မှန်ကန်ကန်ချစ်တတ်မှာဖြစ်တယ်နော်ဒါကိုကျွန်တော်တို့သဘောပေါက်ဖို့အရေးကြီးတယ်အဲ့တော့အသင်းတော်တွေမှာတစ်ခါကြာရင်နော်နေ့တွေနော်အဲ့ဒီနေ့တွေကဘာဖြစ်ကုန်လဲဆိုတော့ဖခင်ရှိခိုးရမယ်ဖះကိုဘိုးပြရမယ့်အချိန်တွေကနေလာမိခင်တွေကိုအရန် over ပေါ့နော်ဖះတက်ပို့ပြီးတော့မှover emphasize ဖြစ်သွားတဲ့အရာဟာတကယ်တော့ဝิญဉ်ရေးရမှာကောင်းတဲ့အရာတော့မဟုတ်ဘူးကျွန်တော်ဒီလိုပြောနေတာဟာမိခင်တွေဖခင်တွေကိုလားဂျေဇုကံရင်လည်းဘာမှမဖြစ်ဘူးလို့ပြောနေတာမဟုတ်ဘဲနဲ့မှန်တော့ဖះရဲ့နီးလန်းနဲ့ဖះရဲ့နေရာမိခင်ရဲ့နေရာဖခင်ရဲ့နေရာကိုမှန်မှန်ကန်ကန် order နဲ့ထားတတ်ဖို့ကျွန်တော်တို့ဝิญဉ်ရေးရမှာမှန်မှန်ကန်ကန်မြင်တတ်ဖို့ပြောတာဖြစ်တယ်။ဒါမှသာလျှင်ကျွန်တော်ရဲ့အိမ်တော်မိသားစုတွေဟာဝิญဉ်ရေးရမှာကြီးထွားပြီးမှန်သောမင်္ဂလာကိုမိဘကနေစပြီးသားသမီးတွေထိမှန်ကန်စွာခံစားရမှာဖြစ်တယ်။နော်ဆိုတော့ဒီຢာကိုကျွန်တော်တို့အရင်ဆုံးနားလည်ဖို့လိုတယ်။အဲ့တော့အဲ့ဒီနေ့မှာကျွန်တော်ကဘာအကြောင်းပြောလဲဆိုတော့နော်ကျွန်တော်ကဒီမိခင်များဆိုပေမဲ့လည်းမိခင်လို့ပြောတဲ့အခါမှာတကယ်တမ်းတော့ကျမ်းစာထဲမှာပထမဆုံးမိခင်နော်ပထမဆုံးမိခင်ကဘာလဲဆိုတော့အေဝါဖြစ်အေဝါဘာပုံဆောင်လဲဆိုအသင်းတော်ပုံဆောင်နော်အဲ့တော့အမျိုးသမီးတွေအနေနဲ့လည်းဘာပဲပြောနော်ဟိုမိခင်တာဝန်ကိုယူတဲ့အခါမှာဘာကိုတတိထားဖို့လိုလဲဆိုရင်ကျမ်းစာထဲမှာအသင်းတော်ကိုအမြဲတမ်းဘာနဲ့ပဲတင်စားလေးရှိတယ်ဆိုအဋ္ဌိလိန်ပေါ့နော်အဋ္ဌိလိန်အမျိုးသမီးနဲ့ပဲတင်စားတယ်သူကခင်ဖျားရဲ့သူတို့သမီးဖြစ်တယ်ဟာအမြဲတမ်းသူ့ရဲ့မူရင်းအသုံးနှုန်းမှာလည်းအဋ္ဌိလိန်နဲ့ပဲသုံးတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုအမျိုးသမီးတွေရဲ့ကဏ္ဍသည်အသင်းတော်မှာသစ္စာရှိပါဝင်ဖို့ကိုယ့်ရဲ့ကဏ္ဍကနေကိုကြာရတာဝန်ကိုဝမ်းမြောက်ဝမ်းသာထမ်းဆောင်ဖို့ဆိုတဲ့ဟာလေးနဲ့ပဲမြင်နေုံနဲ့မပြီးပါဘူးเนาะအသင်းတော်ဆိုတဲ့ဒီ corporate body ကြီးရဲ့မှာအမျိုးသမီးတွေကတာ၍အသင်းတော်ရဲ့ဖြစ်တည်မှုကိုရောင်ပြန်ဟပ်ပေးနိုင်တဲ့เนาะတက်တည်ဖြစ်စေနိုင်တဲ့တင်စားမှုကိုတာဝန်ပေးခြင်းခံထားရတဲ့သူတွေလည်းဖြစ်တယ်ဆိုတော့တကယ်တော့အသင်းတော်လို့ပြောရင်တော့ကျွန်တော်အားလုံးပါတာပေါ့နော်ကျွန်တော်တို့ပါဝင်အသက်ကြောက်တွေနဲ့တိဆောက်ထားတဲ့အသင်းတော်ဖြစ်တယ်လို့ကျွန်တော်တို့ဒီသူတို့သမီးအရာမှာဒီ Universal Church Corporate Body ဖြစ်တဲ့ခရစ်တော်ရဲ့ကိုယ်ခန္ဓာဖြစ်ခြင်းကိုကျွန်တော်တို့ညီညွတ်တာဖြစ်တယ်ဆိုတော့ကပ္ပဦး3:20မှာနော်ထိုအခါလူသည်တဲ့မိမိမယားကိုအေဝအမည်ဖြစ်မှဲ့လေနော်အေဝဆိုတဲ့နာမည်ကဖះကပေးတာမဟုတ်အေဝကိုလူကနော်အာဒံကပေးတယ်အဲ့တော့ကျွန်တော်ဗာသွားတရိယာလဲဆိုတော့ခရစ်တော်ဗာပြောဆိုပေတရုပြောတဲ့စကားထဲမှာဤကြောက်ပေါ်၌ငါအသင်းကိုငါတည်ဆောက်တယ်ဆိုတော့ငါအသင်းလို့ပြောတဲ့
သူကခရစ်တော်ဖြစ်တယ်အဲ့တော့တနည်းပြောရရင်ခရစ်တော်ရဲ့သူတို့သမီးခရစ်တော်ရဲ့အသင်းတော်ခရစ်တော်ရဲ့ကိုယ်ခန္ဓာဆိုတာခရစ်တော်ကသမုတ်မှခရစ်တော်ကအတိမတ်ပြုမှခရစ်တော်က validate လုပ်မှဒါကစစ်မှန်တဲ့ခရစ်တော်ရဲ့ကိုယ်ခန္ဓာအသင်းတော်သူတို့သမီးဖြစ်မှာဖြစ်တယ်အဲ့တော့အဲ့ဒီရည်ရွယ်ချက်ကိုကျွန်တော်တို့ကဒီကျမ်းပိုက်ထဲမှာဘယ်လိုတွေ့ရလဲဆိုတော့အေဝရဲ့ဖြစ်တည်မှုရဲ့ရည်ရွယ်ချက်ထဲမှာပါလဲဆိုရင်အကြောင်းမူကားသူသည်အသက်ရှင်သောသူအပေါင်းတို့၏အမိဖြစ်သည်ဆိုတော့ကျွန်တော်ဒေသန္တရအသင်းတော်တွေကိုခဏမိထားပြီးတော့မှကျွန်တော်ခရစ်တော်ရဲ့ကိုယ်ခန္ဓာခရစ်တော်ရဲ့ဟလားအင်္ဂါခရစ်တော်ရဲ့အသက်ကြောက်တွေနဲ့တိဆောက်ထားတဲ့ဖခင်ရဲ့အိမ်တော်ကိုကျွန်တော်တို့မြင်ကြည့်ဖို့ဖြစ်တယ်အဲ့ဒီလိုဖခင်ရဲ့အိမ်တော်ခရစ်တော်ရဲ့ကိုယ်ခန္ဓာတလုံးတဝါရီဖြစ်တဲ့ universal ပေါ့နော်အသင်းတော်ကိုဖခင်ရည်ရွယ်ထားတဲ့ရည်ရွယ်ချက်ကပါလဲဆိုရင်အသက်ရှင်သောသူအပေါင်းတို့ဤအမိဖြစ်ဖို့ဒီဟာက prophetic ဖြစ်တယ်ပေါ့နော်ဆိုတော့စစ်မှန်တဲ့အသင်းတော်ကဘာတွေကိုဖြစ်ပွားစေလဲလူယောက်ျားဆိုတဲ့ခရစ်တော်နဲ့ပေါင်းစည်းခြင်းအဖြစ်အသက်ရှင်သောသူများကိုဖြစ်ပွားစေတယ်အဲ့တော့အေဝါရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင် life giver လို့အဓိပ္ပာယ်ရတယ်ဒါမိခင်များလည်းဘာပဲဖြစ်ဖြစ်เนาะဒီຢာကိုလည်းနှလုံးသွင်းစရာရှိတယ်ပေါ့အဲ့တော့အိမ်မှာအဖေနဲ့အမေသားသမီးတွေနဲ့ဘယ်သူပိုရင်းနှီးလဲဆိုရင်အမေတွေကပိုရင်းနှီးတယ်အမေတွေကအချိန်ပိုရတယ်ပြီးတော့အမေတွေကဖက်လဲတကင်းပိုရှိတယ်เนาะအဖေတွေကသိတဲ့အတိုင်းပဲအဖေတွေကတော့ဒါသူတို့က masculine ဖြစ်တဲ့အတွက်အဲ့လိုနီးနီးကပ်ကပ်ဟလာအမြဲတမ်းပွေ့ဖက်ဖက်နေတဲ့သဘောတဘာဝဟာယောက်ျားအများစုမှာမရှိကြဒါ masculine သဘောတဘာဝဖြစ်တယ်အဲ့တော့မိခင်နေထဲမှာဖခင်ထည့်ထားတဲ့ design ကိုကပွေ့ဖက်မယ်ထွေးပွေ့မယ်မြစ်တာပေးမယ်နွေးနွေးထွေးထွေးဆက်ဆံမယ်ဆိုတော့အဲ့ဒီမိခင်တွေကမွေးထုတ်လိုက်တဲ့အသက်ကိုပဲဟလာဖြစ်စေတာမဟုတ်ဘဲနဲ့ဘဝကိုလည်းပုံဖော်တဲ့သူတွေဖြစ်ဆိုတော့မိခင်ကစိတ်ပုတ်ရင်အဲ့ဒီမိခင်နဲ့နီးကပ်တဲ့သားသမီးလည်းစိတ်ပုတ်လာမှာပဲနော်မိခင်ကစိတ်ထားဖြူစင်အဲ့ဒီမိခင်နဲ့နီးနီးကပ်ကပ်ရှိတဲ့မိခင်ကထွေးပွေထားတဲ့သားသမီးတွေကလည်းအလိုလိုစိတ်ထားဖြူစင်တဲ့ကလေးတွေပြဘာလို့ဆိုတော့သူကအဲ့ဒီသူ့ရဲ့ဆက်ဆံခြင်းကကလေးတွေကိုဘာလို့ပေးနေလဲဆို shape လုပ်ပေးနေတာဖြစ်တယ်အဲ့တော့ပြောချင်တာကအခုအသင်းတော်လို့ပြောတဲ့အခါမှာခရစ်တော်ရဲ့အသင်းတော်ဒီအသက်ရှင်တဲ့သူတွေကိုဖြစ်ပွားစေတဲ့အသင်းတော်ဖြစ်ဖို့ဘုရားရည်ရွယ်ထားတယ်အဲ့တော့ဘာလို့ဒါကိုရည်ရွယ်ပြီးပြောရလဲဆိုတော့ကျွန်တော်တချို့နေရာတွေမှာအသေးမွေးတဲ့အသင်းတော်တွေအများများတယ်အသေးမွေးတာပြောချင်တာပွားတော့ပွားနေတာပဲဒါပေမဲ့အသက်မရှိဘူးလူတွေအများကြီးရှိတယ်အသက်မရှိများဖို့ကြိုးစားကြတယ်များဖို့လုပ်နေကြတယ်များလဲများလာတယ်ဒါပေမဲ့ခရစ်တော်ရဲ့အသက်နဲ့ရှင်သန်နေကြတာမဟုတ်ဆိုတော့ဒီအသက်ရှင်တော်သူအပေါင်းတို့ဤလို့ပြောတဲ့အခါမှာကျွန်တော်တို့ဘာတွေ့ရမလဲဆိုရင်เนาะသူရဲ့မူရင်းအဓိပ္ပာယ်မှာကိုကဒါကတကယ်ကိုเนาะ living a life ရှင်သန်နေတော်သူများကိုမွေးထုတ်တယ်ဆိုတဲ့အဓိပ္ပာယ်ရှင်သန်တော်သူများဤအမိဆိုတော့ခရစ်တော်နဲ့ပေါင်းဖော်တဲ့ခရစ်တော်နဲ့ဆက်ဆံတဲ့ခရစ်တော်နဲ့ဟလာအမြဲတမ်းတွားလာတဲ့ပေါင်းသင်းတဲ့အသင်းတော်ဆိုတာအသက်ရှင်တော်သူတွေကိုဖြစ်ပွားစေတဲ့အသင်းတော်ဖြစ်တယ်အဲ့ဒါကဘာနာမည်တက်ထားတယ်လဲဘလို့ခိုင်းကနာအောက်ကလဲဆိုတာ ਨੇ မဆိုင်ဘဲနဲ့စစ်မှန်တဲ့ခရစ်တော်ရဲ့သမုတ်ခြင်းတွေကနေစစ်မှန်တဲ့ခရစ်တော်နဲ့ပေါင်းဖော်ခြင်းတွေကနေဖြစ်ပေါ်လာမဲ့တတ်တည်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ခေတ်မှာเนาะကျွန်တော်တို့ဝမ်းနည်းစရာကောင်းတာပါဆိုကျွန်တော်တို့ယုံကြည်သူဒီဂျားထဲမှာတကယ်ဟလာကယ်တင်ခြင်းကိုကောင်းကောင်းသဘောပေါက်တဲ့သူတွေဂျားထဲမှာတော့မှဘာတွေကိုကျွန်တော်တို့ကြားရတယ်လဲဆိုရင်ငါတို့ကဘယ်အသင်းတော်ကငါတို့ကဘယ်ခိုင်းကနာကငါတို့ကဘယ်လိုအသင်းတော်မှာငါတို့ကပါဝင်တာအဲ့ဒါတွေကအင်မတန်မှမိုက်မဲတဲ့เนาะဝิญဉ်ရေးရမှာအင်မတန်မှမိုက်မဲတဲ့အတွေ့အတွေဖြစ်တယ်အင်မတန်မှမိုက်မဲတဲ့စကားပဲအဲ့လိုပြောလို့ကိုပါဝင်တဲ့အသင်းတော်ကိုပြောလို့မရဘူးလို့ဆိုလိုတာမဟုတ်ဘဲနဲ့ပြောတဲ့စိတ်နေစိတ်ထားကိုဆိုလိုတာဖြစ်တယ်เนาะပြောတဲ့စိတ်နေစိတ်ထားဟာငါတို့ကတော့ဘယ်လိုခိုင်းကနာမှာပါဝင်တာအဲ့တော့သူတို့ကပုံမြင့်တယ်ပေါ့ပြောချင်တာငါတို့ကတော့ဘယ်လိုနေရာမှာရှိတဲ့အတွက်ငါတို့ကသူတို့ကပုံမှန်တယ်အဲ့လိုမျိုးပုံစံမျိုးနဲ့ကျွန်တော်တို့ကပြောတဲ့အခါကျရင်တကယ်ဝิญဉ်ရေးကဝိယောတိယပါလဲဆိုအဲ့လိုစိတ်နေစိတ်ထားကဝิญဉ်သဘောမဟုတ်တော့ဇာတိပြန်ဖြစ်သွားတယ်ဒါအသက်ရဲ့လက္ခဏာမဟုတ်တော့ဘဲနဲ့သေခြင်းလက္ခဏာဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ကအသက်ရှင်ခြင်းနဲ့မွေးဖွားလာတဲ့အသင်းတော်เนาะအသက်ရှင်ခြင်းနဲ့မွေးဖွားလာတဲ့ယုံကြည်သူတွေဖြစ်ခြင်းအတွက်ကဘာကအရေးကြီးလဲဆိုရင်စစ်မှန်တဲ့
ခရစ်တော်ရဲ့သမုတ်ချင်းခံရတဲ့သူတို့သမီးကနေမွေးဖွားခြင်းခံတော်သူများဖြစ်ဖို့အင်မတန်အရေးကြီးတယ်ဘယ်ဒေသန္တရအသင်းတော်မှာပဲရှိနေပါစေကိုမွေးဖွားတဲ့အရာကစစ်မှန်တဲ့ခရစ်တော်ရဲ့သမုတ်ချင်းခံရသောခရစ်တော်ရဲ့ကိုယ်ခန္ဓာတွေကနေထွက်လာတော့ဟလားအသက်ရှင်ခြင်းဖြစ်ဖို့အင်မတန်အရေးကြီးပါတယ်နော်ဆိုတော့အသင်းတော်ဆိုတဲ့ဒီလက္ခဏာတွေကိုကျွန်တော်တို့ကြည့်တဲ့အခါကျွန်တော်ဟိုးအရင်တုန်းကလည်းအသင်းတော်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်မြို့တွေအကြောင်းလည်းပြောခဲ့ဘူးတယ်ကျွန်တော်ဒီတိရဇမြို့ကဲ့သို့လှတဲ့သူတို့သမီးအကြောင်းလည်းကျွန်တော်ပြောခဲ့ဘူးတယ်အခုဒီအခါတော့ကျွန်တော်တို့နော်တုတ်တန်31ကနော်တီလာနဲ့ပြည့်စုံသောမိမအကြောင်းကိုကျွန်တော်တို့ဆင်ခြင်ဖို့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုဆင်ခြင်နေတဲ့အချိန်မှာကိုယ့်ရဲ့ဒေသန္တရအသင်းတော်ကိုကြည့်ဖို့ထက်ပေါ့နော်အခုကျွန်တော်တို့ရဲ့ဖြစ်တည်မှုကိုပဲပြန်ကြည့်ဖို့ဖြစ်တယ်ခါကြရင်ကျွန်တော်တို့ရဲ့အရင်ဆုံးဖြစ်တတ်တဲ့ဒီဗီဇကပေါ့နော်ဗီဇ instinct ကဘာလဲဆိုရင်ကိုတခုခုကိုကြားရပြီဆိုရင်ကိုယ့်ရဲ့ဒီကိုပါဝင်နေတဲ့ဒေသန္တရအသင်းတော်ကိုတွားပြီးအရင်ဆုံးအပြစ်မြင်တယ်ပေါ့အဲ့တော့သူတို့မမာဘူးမားတယ်ဆိုတဲ့ကိစ္စကိုခဏထားလိုက်မှားရင်လည်းမှားမယ်မှားချင်မှလည်းမှားမယ်ဒါပေမဲ့အဓိကနှုတ်ကပတ်တော်ကိုကျွန်တော်ခံယူတဲ့အခါမှာအရင်ဆုံးကျွန်တော်ကကိုနဲ့တိုက်စစ်ဖို့ဖြစ်တယ်နော်ကိုနဲ့တိုက်စစ်အဲ့တော့ဒီနှုတ်ကပတ်တော်တွေကိုကျွန်တော်တို့မဝေငှခင်ကျွန်တော်ဆင်ကျင်တဲ့အခါမှာလည်းဖခင်ကကျွန်တော်တို့ကိုအရင်ဆုံးစစ်ခိုင်းတယ်မင်းဒီချက်လက်တွေနဲ့မင်းနဲ့ဘယ်နေရာတွေကြိုက်လဲဘယ်နေရာတွေမကြိုက်ဘူးလဲမင်းပြန်ကြည့်ဒါနှုတ်ကပတ်တော်ဝေငှတော့အမှုတော်ဆောင်တိုင်းမှာရှိတဲ့နဲ့လိုအပ်တဲ့အရာတစ်ခုဖြစ်တယ်ဆိုတော့ဒီမှာတုတ်တန်31အငယ်30မှာနော်တုတ်တန်31အငယ်30မှာဒါကျွန်တော်တော်တော်များများသိပါတယ်သီလနဲ့ပြည့်စုံသောမိမကိုအဘယ်သူတွေ့ရသည်နည်းထို့သောမိမသည်ဗဒမြားထက်အဖိုးသာ၍ထိုက်ပေဆိုတော့အဓိကကျွန်တော်ဒီအကျမ်းပိုက်မှာပြောချင်တဲ့အရာကဘာလဲဆိုရင်နော်သီလနဲ့ပြည့်စုံသောမိမဆိုတော့ဒါကတကယ်ဖျားကိုချစ်တဲ့ဖျားကိုယူတည်တဲ့ဖျားသဘောရှိတဲ့အမျိုးသမီးဇနီးတဲ့မိခင်ကိုပဲရည်ညွှန်းတာမဟုတ်ဘဲနဲ့တကယ် bigger picture ပေါ့နော်ပို့ပြီးတော့မှကျေပြန့်တဲ့ဝိညာဉ်အမြင်နဲ့ကျွန်တော်တို့ဆင်ခြင်တဲ့အခါအသင်းတော်ကိုဆိုလိုတာဖြစ်တယ်ဆိုတော့အသင်းတော်ကိုဆိုလိုတဲ့ဒီစကားလုံးကိုကျွန်တော်တို့ဆင်ခြင်တဲ့အခါမှာကို individually เนาะတယောက်ချင်းစီရဲ့အသက်ရှင်ခြင်းကိုကျွန်တော်တို့ကလည်းပြန်ပြီးတော့မှဆင်ခြင်တတ်ဖို့ရည်တယ်။ဘာကြောင့်လဲဆိုရင်ဒီအသက်ကြောက်တွေစုလိုက်မှဘုရားရဲ့အိမ်တော်ဆိုတာဓမ္မရစ်ပလင်ဆိုတာဖြစ်လာတာဖြစ်တယ်။အဲ့တော့တစ်ခုချင်းစီကွဲထွက်သွားပြီဆိုရင်အဲ့ဒါကအိမ်တော်ဆိုတာမရှိတော့တဲ့သဘောဖြစ်တယ်ဆိုတော့အိမ်တော်ရဲ့ဖြစ်တည်ခြင်းကကျွန်တော်တယောက်ချင်းစီတိုင်းနဲ့ဆိုင်တာဖြစ်တယ်။ကျွန်တော်တယောက်ချင်းစီတိုင်းကနေစရတာဖြစ်တယ်။ဆိုတော့ဒီသီလနဲ့ပြည့်စုံသောမိမကြီးကျွန်တော်တို့တယောက်ချင်းစီတိုင်းဖြစ်တယ်။အဲ့တော့သီလနဲ့ပြည့်စုံတယ်ဆိုတာဆရာယူဒတိုင်ရဲ့အသုံးလုံးဖြစ်တယ်။ဒါကသူအကျင့်လက်ဆုံးယူသုံးလိုက်တာဖြစ်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့တကယ်အဓိပ္ပာယ်ကိုအတိအကျတိုင်းရေးမယ်ဆိုရင်စကားလုံးအဲ့လိုမျိုးနော်ချစ်လက်ကလေးပြောဖို့ဆိုတာအင်မတန်ခက်ခဲပါတယ်နော်။အဲ့တော့ဆရာယူဒတိုင်ကသီလဆိုတဲ့စကားလုံးကိုသုံးတယ်ပြီးပြည့်စုံသောဆိုတော့သီလဆိုတာပါဠိအားဖြင့်ကျွန်တော်နားလည်တော့ဆိုစင်ကြယ်သောအကျင့်ပေါ့နော်။စင်ကြယ်သောအကျင့်ဆိုတဲ့စကားလုံးအောက်မှာကျွန်တော်တို့ကထပ်ပြီးထည့်လို့ရတာတွေအများကြီးရှိတယ်ကျွန်တော်တို့ကခါလေးကျရင်အဲ့စင်ကြယ်သောအကျင့်ဆိုရင်ဟိုဖျားတရားလောက်တာလောက်ပဲကျွန်တော်တို့ကတွေးမိတယ်တကယ်တော့အဲ့လိုမဟုတ်ပါဘူးเนาะစင်ကြယ်သောအကျင့်ဆိုတာနေ့စဉ်အသက်ရှင်ခြင်းနဲ့ကျွန်တော်ကကြည်ရတာဖြစ်တယ်အဲ့တော့တော့ပြီးရင်ဗာလဲဆိုစင်ကြယ်သောအကျင့်နဲ့ပြည့်စုံသောမိမเนาะအသင်းတော်ဟာစင်ကြယ်သောအကျင့်နဲ့ပြည့်စုံသောမိမဖြစ်ဖျားရဲ့ရည်ရွယ်ချက်ကအဲ့တော့စင်ကြယ်သောအကျင့်ဆိုတဲ့စကားဟာဘယ်လိုသဘောရှိလဲဆိုရင်ဖျားရှင်စေခြင်းနဲ့အသက်ရှင်ခြင်းတိုင်းအသက်ရှင်နေတယ်ဘယ်မှာလဲဆိုအရာရာမှာကျွန်တော်ဆော့ဆိုသွားတယ်အလိုတော်တိုင်းပဲတွေးမယ်အလိုတော်တိုင်းပဲပြောမယ်အလိုတော်တိုင်းပဲပြုမယ်အလိုတော်တိုင်းပဲသွားမယ်အလိုတော်တိုင်းပဲနားမယ်အလိုတော်တိုင်းပဲရဆိုအရာခတ်သိမ်းစင်ကြယ်ခြင်းရှိမှသာသီလနဲ့ပြည့်စုံသောမိမပြီးတာတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဆိုလို့တယ်ဆိုတော့သူရဲ့မူရင်းအဓိပ္ပာယ်မှာကြတော့ကျွန်တော်ပို့ပြီးတော့မှเนาะကျွန်တော်တို့specific ကိုเนาะတိတိကျကျကျွန်တော်တို့ကြည့်လို့ရတဲ့အရာလေးတွေပါတယ်အဲ့ဒါဘာလဲဆိုရင်အင်မတန်အံ့ဩစရာကောင်းတယ်နော်သူရဲ့မူရင်းစကားကဘာလဲဆိုရင်၄ခုလောက်ပါ၅ခုလောက်ပါတယ်နော်တစ်ခုကခွန်အားဖြစ်တယ်အစွမ်းဖြစ်တယ်ပြီးရင်ထိရောက်စွာလှုပ်ဆောင်နိုင်ခြင်းပြီးလို့ရှိရင်ကြွယ်ဝခြင်းပြီးလို့ရှိရင်စစ်တပ်ဒီ၅ခုပါတယ်အဲ့ဒီသီလနဲ့ပြည့်စုံသောဆိုရဲမိမဆိုရဲမူရင်းစကားလုံးရဲ့အဓိပ္ပာယ်မှာအဲ့ဒီအဓိပ္ပာယ်၅ခုပါတယ်ဆိုလို့ချင်တာကဒီအမျိုးသမီးဟာခွန်အားလည်းရှိတယ်အစွမ်းလည်းရှိတယ်ထိရောက်စွာလှုပ်ဆောင်တတ်ခြင်းလည်းရှိတယ်ကြွယ်ဝခြင်းလည်းရှိတယ်တိုက်ခိုက်နိုင်တဲ့သူလည်းဖြစ်တယ်
ဆိုတော့အင်မတန်မှကျွန်တော်တို့ဟိုတိရဇမြို့အကြောင်းကျွန်တော်တို့ပြောခဲ့တယ်လို့ပဲเนาะကြောင်းမဲ့ဖွယ်လည်းဖြစ်တယ်စစ်မျက်နှာကဲ့သို့လည်းကြောင်းမဲ့ဖွယ်ဖြစ်တယ်လို့တိရဇမြို့လည်းလှပါတယ်เนาะသူ့မှာဟိုသူ့ရဲ့အရေးချင်းပေါ့เนาะဖျားကအသင်းတော်ကိုရှိစေခြင်းတဲ့အရေးချင်းတွေမှာပါရှိလဲဆိုရင်ဖျားရဲ့ခွန်အားဖျားရဲ့အစွမ်းဖျားရဲ့ဟလာပညာဖျားရဲ့ကြွယ်ဝခြင်းဖျားရဲ့ရဲရင်ခြင်းနဲ့ပြည့်စုံဖို့ဖျားကအလိုရှိတယ်အဲ့တော့ခွန်အားလို့ပြောတဲ့အခါမှာကျွန်တော်တို့ရဲ့ခွန်အားပါလဲယုံကြည်သူတိုင်းအသင်းတော်တိုင်းရဲ့ခွန်အားသည်ဂျေဇုတော်ဖြစ်တယ်ဂျေဇုတော်ဖြစ်တယ်ယုံကြည်သူရဲ့လို့ဖြစ်လာရင်ငါအားငါကိုးမယ်ဆိုတဲ့စိတ်ကိုကျွန်တော်တို့ကဖျောက်တတ်ဖို့လိုတယ်ငါဖျောက်တတ်ဖို့လိုကျွန်တော်ငါ့ကိုလာမလုပ်နဲ့ငါ့ကိုဘာထင်လဲဆိုတာအဲ့ဒါယုံကြည်သူစစ်တယောက်ရဲ့စကားဖခင်နဲ့တော်လာတဲ့သူတယောက်ရဲ့စကားမဟုတ်ဘူးဘာကြောင့်လဲဆိုယုံကြည်သူရဲ့လို့ဖြစ်လာရင်ကျွန်တော်ဘာယုံရလဲဆိုတော့ဖခင်ရဲ့ကြီးစုတော်ကိုယုံရတာဖခင်ကငါအသက်မရှင်နိုင်တဲ့အသက်တာကိုအသက်ရှင်နိုင်ဖို့မှားစမယ်ငါမရင်ဆိုင်တတ်တဲ့အရာကိုရင်ဆိုင်တတ်ဖို့ငါရင်မဆိုင်နိုင်တဲ့အရာကိုရင်ဆိုင်နိုင်ဖို့နားမလည်တဲ့အရာတွေကိုနားလည်စေဖို့ဖခင်ကမှားစမယ်ဖခင်ကိုပဲအကျွမ်းမဲ့ dependent ပေါ့နော်ဂျေဇုတော်လို့ပြောရင်ကျ dependent ဘယ်လို dependent လဲဆို total dependent နဲ့ကျွန်တော်တို့ကအသက်ရှင်ရတယ်အဲ့တော့ကျွန်တော်တို့ရဲ့ခွန်အားကဘာလဲလို့မေးရင်ခရစ်တော်ဖြစ်တယ်ဂျေဇုတော်ဖြစ်တယ်အဲ့တော့ဒီနေ့ပြောရင်ဒီမိမကဘာလဲဆိုဂျေဇုတော်ကိုအပြည့်အဝနေရာပေးတဲ့မိခိုတဲ့မိမဖြစ်တယ်အသင်းတော်ဆိုတာဂျေဇုတော်ကိုလုံးဝအမိပြုတဲ့မျိုးသမီးဖြစ်တယ်ဆိုအစွမ်းလို့ပြောရင်ဘာလဲအစွမ်းဆိုတာလေဖခင်ရဲ့အထဲကနေစီးဆင်းလာတဲ့ဖခင်ပြုစေခြင်းတဲ့အရာတွေကိုပြုတ်တက်သောပြုတ်နိုင်သောသဘောကိုဆိုလိုတယ်ပြုတ်တက်တယ်ပြုတ်နိုင်တယ်အဲ့တော့ကျွန်တော်တို့တော်တော်များများကအစွမ်းဆိုရင်ကြိုက်တယ်နော်ဥပမာပေါ့ကျွန်တော်တို့ဝိညာဉ်သဘောဝိညာဉ်အရာအကြောင်းပြောမယ်ဆိုရင်ဝိညာဉ်သဘောနဲ့ဝိညာဉ်စုကျေးဇူးဒီခေတ်မှာဘယ်လူတွေကဘာပိုကြိုက်ဆိုဝိညာဉ်စုကျေးဇူးပိုကြိုက်တယ်အသင်းတော်ဘာမှာတကယ်ဖခင်ရဲ့နှုတ်ကပတ်တော်စစ်နဲ့ဖခင်ရဲ့ဇယိုက်လက္ခဏာစစ်နဲ့ဟလာတကယ်ပဲသွာလာနေတဲ့အသင်းတော်နဲ့ဝိညာဉ်စုကျေးဇူးတွေကိုမဟာတရားသုံးတယ်မဟာတရားပြောတယ်ဆိုတဲ့နေရာနဲ့ဘယ်နေရာလူများလဲမေးကြည့်လိုက်ဝိညာဉ်စုကျေးဇူးတွေကိုအသုံးပြုတဲ့နေရာလူများတယ်ဒါပေမဲ့အဲ့ဒီနေရာတွေပြဿနာလည်းအများများတယ်ဘာဖြစ်လို့လဲစုကျေးဇူးတွေကိုပဲဗဟိုပြုပြီးတော့မှဖခင်လှုပ်စေခြင်းနဲ့လှုပ်တတ်တဲ့ဟလာလှုပ်နိုင်တဲ့အရာနဲ့သွာလာတဲ့သူတွေကကြတော့လူတွေကအဲ့လောက်ကြီးစိတ်ဝင်စားတော့နော်ဆိုတော့အစွမ်းလို့ပြောရင်ဖျားလှုပ်စေချင်တာကိုလှုပ်တတ်တယ်လှုပ်နိုင်တယ်တနည်းပြောရရင်ဖျားမလှုပ်စေချင်တဲ့အရာဆိုရင်လှုပ်လည်းမလှုပ်ချင်ဘူးလှုပ်လည်းမလှုပ်တတ်ချင်ဘူးလှုပ်လည်းမလှုပ်နိုင်ချင်ဘူးအဲ့တော့အသင်းတော်ဆိုတာနော်ဖျားလှုပ်စေချင်တယ်ဆိုရင်လှုပ်မယ်အဲ့ကျွန်တော်တို့ဒီတမန်တရားနဲ့တွာလာတဲ့သူတွေမှာဘာပြဿနာတစ်ခုရှိလဲဆိုတော့ကျွန်တော်တွေးရတာပေါ့နော်တချို့တွေကကြတော့ဝိညာဉ်စုကျေးစုနဲ့ပတ်သက်ရင်လုံးဝကိုစိတ်ဝင်စားတော့နော်လုံးဝကိုစိတ်ဝင်စားတော့ဘာလို့အရေးမကြီးဖခင်တဘောကအရေးကြီးတယ်တဘောကအရေးကြီးတာမှန်တယ်ဒါဆိုရင်ဝိညာဉ်စုကျေးစုတွေနဲ့ဖခင်ကအလုတ်လုတ်စေခြင်းနဲ့ဆိုရင်ကျွန်တော်ကညင်းမလားအဲ့ကျွန်တော်တို့ကတမန်တရားနဲ့တွားရဲဆိုတာ legalism ဆိုတဲ့လှေနံဓာတ်ထစ်သဘောတွေကိုကျွန်တော်တို့တွားတာမဟုတ်ဘူးဒါကိုသဘောပေါက်ဖို့ဖြစ်တယ်ဖခင်ကဒါလုပ်ပါဆိုရင်လုပ်မလုပ်ပါဆိုနဲ့ဆိုမလုပ်နဲ့အဲ့ရှင်ဘောလူကိုဖခင်ကခိုင်းတယ်ခိုင်းရင်ဖခင်ခိုင်းတဲ့အတိုင်းရှင်ဘောလူလုပ်တယ်တွားဆိုတွားတယ်မတွားနဲ့ဆိုမတွားဘူးရှင်းရောဟလားခရစ်တော်ကရှမာရိမျိုးသမီးစီတွားတယ်ဖခင်သူ့ကိုခိုင်းတယ်အဲ့တော့ခမဲတော်ခိုင်းတဲ့အတိုင်းသူတွားတယ်တွားတော့ရှမာရိအမျိုးသမီးရဲ့နောက်ကျောင်းမှာရှိနေတဲ့ဟလားသူ့ရဲ့လျှို့ဝှက်ချက်တွေကိုသူထုတ်ဖော်တယ်ဒါပေမဲ့တကယ်ရည်ရွယ်ချက်ကအဲ့ဒါမဟုတ်ဒါပေမဲ့လုပ်တယ်ပြောချင်တာကခရစ်တော်ဒီစုကျေးစုတွေကိုအင်မတန်မှအသုံးပြုခဲ့တဲ့သူဖြစ်တယ်ဒါပေမဲ့ तू ကနင်းကန်ဟလာအလကားနေတစ်ချိန်လုံးလုံနေတာလည်းမဟုတ်ပြန်ဘူးအားရှိအနာယောဂငြိမ့်နေအားရှိနမိတ်လက္ခဏာလုံနေအားရှိဟလာprophet ပြုဒါမျိုးမဟုတ်လိုအပ်တဲ့အချိန်တိုင်းမှာခမဲတော်ပြုစေခြင်းတဲ့အမှုကို तू အစဉ်မြဲပြုတယ်ပြုလေသမျှမှာလည်းအောင်တယ်အဓိပ္ပာယ်ကခမဲတော်ရဲ့ကောင်းမြတ်ခြင်းကိုခရစ်တော်အားဖြင့်လူတွေကခံစားရတယ်အဲ့ဒါအစွမ်းရဲ့သဘောဖြစ်တယ်ဆိုအသင်းတော်ဆိုတာလှေနဲ့ဓာတ်ထင်းနဲ့သွားရတာမဟုတ်ဖះလှုပ်စေချင်တာကိုလှုပ်တတ်ခြင်းလှုပ်နိုင်ခြင်းနဲ့ကျွန်တော်တို့ကဟလာကျေးဇူးတော်ကိုအမိပြုပြီးသွားရတာဖြစ်တယ်ဆိုတော့နောက်တစ်ခုက efficiency ဆိုတာနော်ထိရောက်စွာလှုပ်ဆောင်နိုင်တယ်ဖះကလက်ဖွာတာလည်းမကြိုက်ဘူးကစီးနေတာလည်းမကြိုက်ဘူးနော်အသင်းတော်ဆိုတာ
မဟုတ်တဲ့နေရာမှာလည်းလက်ဖွာနေလို့မရသလိုနော်ကစီမနဲတဲ့နေရာမှာလည်းနဲနေလို့မရနော်တချို့နေရာတွေမှာရှိဟာမဟုတ်တဲ့နေရာဆိုရင်သုံးသလားမမင်းနဲ့သုံးသလားမမင်းနဲ့ပစ္စည်းတွေဆိုဝဲတာအေဝံဂေလိအလုပ်ဆိုရင်ပတ်စံမရှိတော့ပွဲလုပ်မယ်ဆိုပတ်စံအကုန်ခံတယ်ဒါပေမဲ့တကယ်တမ်းနှုတ်ကပတ်တော်နဲ့ဆိုင်တဲ့အရာဆိုရင်အကုန်မခံတော့အဲ့ဒါဘာလဲဆိုရင်ထိရောက်မှုမရှိတော့ဘဲနဲ့အလဟတ်သက်ဖြုံးတီးခြင်းဖြစ်တယ်ဆိုတော့အသင်းတော်စစ်မှန်တဲ့ယုံကြည်သူတယောက်ဟာကိုယ့်ကိုဖျားပေးတဲ့အရင်းမြစ်တိုင်းကိုကကိုပိုင်လိုမျိုးစိတ်ကြိုက်သုံးဖို့ထက်ဖျားသုံးစေခြင်းတဲ့အရာနဲ့ပတ်သက်လာရင်မနှမျောပဲပြေဝစွာတုံးတက်တဲ့သူဖြစ်တယ်လို့မသုံးစေခြင်းတဲ့အရာနဲ့ပတ်သက်ရင်လည်းစောင့်ထိန်ပြီးတော့မှချုပ်တီးတတ်တဲ့သူဖြစ်ဖို့ဖျားအလိုရှိတယ်အဲ့ဒီလို efficiency ဆိုတာပညာရှိမှလုပ်နိုင်ဒါသုံးတင်တယ်ဆိုရင်မနှမျောနဲ့မသုံးတင်ဘူးဆိုရင်လုံးဝမပေးနဲ့ဘာလို့တင်ပိုင်တာမဟုတ်ကျွန်တော်ပိုင်တာမဟုတ်အသင်းတော်ပိုင်တာမဟုတ်ဖျားပိုင်တာဖြစ်ဆိုတော့ဒီအမျိုးသမီးကဘာဖြစ်လဲ efficiency နဲ့ပြည့်စုံတယ်ဆိုတော့အဓိပ္ပာယ်ကဘာအလေအလွင့်မှမရှိဒီနေ့ကျွန်တော်တို့အသင်းတော်လို့ပြောနေတဲ့နေရာတော်တော်များများမှာလူအရင်းမြစ်တွေအလေလွင့်တွေဖြစ်တယ်ငွေအရင်းမြစ်တွေအလေလွင့်ဖြစ်တယ်ခွန်အားအရင်းမြစ်တွေအလေလွင့်ဖြစ်တယ်အချိန်အရင်းမြစ်တွေအလေအလွင့်ဖြစ်တယ်နော်ဖះเจ้าသွားတယ်ဘာပြောလို့ပြောနေမှမသိဘဲနဲ့ပြန်လာရတဲ့ Sunday ပေါင်းမနေဘူးဆိုရင်အဲ့ဒါကဘာလဲအချိန်အရင်းမြစ်တွေအလေလွင့်ဖြစ်နေတာဖြစ်တယ်အသင်းတော်တွေကနှုတ်ကပတ်တော်ကိုလေးလေးနက်နက်တန်ဖိုးမထားတဲ့အခါကျရင်ဟလားစစ်မှန်တဲ့ဖះရဲ့ပညာနဲ့ဖះရဲ့လူစုကိုပြုစုဖို့အတွက်ဆန္ဒမရှိတော့ဘူးဆိုရင်အဲ့ဒီမှာအလေလွင့်နေဖြစ်လာအဲ့ဒါဘာလဲဆိုရင် efficiency မရှိဘူးလို့ခေါ်တယ်ဆိုတော့တီလာနဲ့ပြည့်စုံသောမိန်းမဆိုတာထိမ့်သိမ့်တတ်သောစောက်ရှောက်တတ်သောဟလားသုံးသင့်တာကိုမနှမျောပဲသုံးတတ်ပြီးမသုံးသင့်တာကိုတော့လုံးဝအုပ်တော်ဟလားအလေလွင့်မခံသောသဘောနဲ့ပြည့်စုံတဲ့အမျိုးသမီးဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုရင် wealth ကျွယ်ဝတယ်ကျွယ်ဝတယ်ဆိုတဲ့အဓိပ္ပာယ်ကသူများလိုတဲ့အချိန်မှာအစင်မြဲပေးစရာလုံလုံလောက်လောက်ရှိတယ်ကျွယ်ဝတယ်ဆိုတာပိုင်ဆိုင်မှုကိုပြတာဒါပေမဲ့ပိုင်ဆိုင်ခြင်းကเนาะကျွန်တော်ဟိုဆရာသိန်းကျွန်တော်တို့ပြောတဲ့စကားအများတန်းရှိတယ်เนาะတင်းနဲ့ခရစ်တော်ကိုပေးမယ်ဆိုရင်တင့်ကိုယ်တင်မပေးပဲเนาะခရစ်တော်တင့်စီကဘာမှမရဘူးခရစ်တော်ကိုတင့်ကိုတင်ခရစ်တော်ကိုမပေးသေး၍ခရစ်တော်တင့်စီကနေဘာမှမရနောက်တစ်ခုကဘာလဲဆိုတော့လူတယောက်ကိုတင်ကကိုယ်မှရှိတာကိုမပေးနိုင်ဘူးเนาะပစ္စည်းတစ်ခုပေါ့เนาะကျွန်တော်တို့အခုတယ်လီဖုန်းဒါမှမဟုတ်ပတ်စံပေါ့ဒါမှမဟုတ်အချိန်ပေါ့အဲ့ဒီအရာကိုတဲ့ကျွန်တော်တို့ကပေးဖို့လိုအပ်တဲ့အချိန်မှာမပေးနိုင်ဘူးဆိုရင်အဲ့ဒီအရာကိုသင်မပိုင်ဘူးတဲ့အဲ့ဒီအရာကသင်ကိုပိုင်တယ်အဲ့ဒီအရာသင်ကိုပိုင်ပစ္စည်းတစ်ခုဖခင်ကဒီအရာကိုသူများကိုပေးစေအဲ့တော့အာဗြဟံကဣဇက်ကိုဘယ်ချိန်မှာပိုင်သွားလဲဆိုရင်ဖခင်တောင်းတဲ့အချိန်မှာပြန်ပေးတဲ့အချိန်မှာဣဇက်ကိုအာဗြဟံကပိုင်သွားတယ်ဖခင်ပေးတဲ့အချိန်မှာဣဇက်ကိုအာဗြဟံမပိုင်သေးဘူးဖခင်တောင်းတဲ့အချိန်မှာဣဇက်ကိုအာဗြဟံပြန်ပေးတဲ့အတွက်အဲ့ဒီအရာကဣဇက်ကိုအာဗြဟံတကယ်ပိုင်ကြောင်းသက်သေထင်ရှားတယ်ပြောချင်တဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်ကျွန်တော်တို့ကကြွယ်ဝတယ်လို့ပြောတဲ့အခါမှာဘာနဲ့ကြွယ်ဝခြင်းကိုထင်ရှားစေလဲကို့မှာပိုင်ဆိုင်ခြင်းကဘယ်အချိန်မှာထင်ရှားလဲဖျားပေးစေခြင်းတဲ့အရာကိုပေးစေခြင်းတဲ့အချိန်မှာပေးစေခြင်းတဲ့အရက်ပေးစေခြင်းတဲ့သူကိုပေးလိုက်ခြင်းဟာအဲ့ဒါကကြွယ်ဝခြင်းရဲ့သက်သေအဲ့ဒီပေးတဲ့အရာဒီဖျားရဲ့မေတ္တာဖြစ်ရင်ဖြစ်မယ်ဖျားရဲ့ဟလာကိုယ့်ကိုအသုံးပြုစေခြင်းတဲ့အချိန်ဖြစ်ရင်ဖြစ်မယ်ဖျားရဲ့ခွင့်လွှတ်ခြင်းလည်းဖြစ်ရင်ဖြစ်မယ်ဖျားရဲ့ညီသက်ခြင်းလည်းဖြစ်ရင်ဖြစ်မယ်ဖျားရဲ့တရင်ကောင်းလည်းဖြစ်ရင်ဖြစ်မယ်ဖျားရဲ့ဆူတောင်းပေးစေခြင်းတဲ့ဆန္ဒလည်းဖြစ်ရင်ဖြစ်မယ်အဲ့ဒီလိုပေးနိုင်တော်သူဒီကြွယ်ဝတော်သူဖြစ်တယ်ကြွယ်ဝခြင်းနဲ့ပြည့်စုံနောက်ဆုံးအချင်းချုပ်ပေါ့နော်ဒီစကလုံးကိုအချင်းချုပ်ပြောမယ်ဆိုရင်ဖျားပေးစေခြင်းတာကိုအစဉ်မြဲပေးနိုင်တော်သူဆိုရင်ဒါကြွယ်ဝတော်သူပဲမပေးနိုင်ဘူးဆိုရင်တော့ကိုယ်မှာဘာမှပိုင်ဆိုင်ခြင်းမရှိဘူးကိုယ့်ကိုပိုင်ထားတဲ့အရာတွေကအများကြီးရှိပေမဲ့ကိုယ်ကတော့ဘာမှမပိုင်ဘူးဆင်းရဲသားဖြစ်တယ်ဆိုတော့နောက်တစ်ခါပါဆိုအာမီဆိုစစ်တပ်ပေါ့နော်အဲ့တော့စစ်တပ်ရဲ့ဖြစ်တည်မှုကပါဆိုပြင်ဆင်မှုနဲ့တွားတယ်ပြင်ဆင်မှုနဲ့တွားတယ်ပြင်ဆင်ထားတယ်အမြဲတမ်းလေ့ကျင့်နေတယ်အမြဲတမ်းပြင်ဆင်ထားတယ်ရန်သူရှိတယ်ဆိုတာကိုအမြဲတမ်းသိမှတ်ထားတယ်အဲ့ဒီရန်သူကိုဘလို့အောင်မြင်ရမလဲဆိုတာကိုအမြဲတမ်းသူကသိယူပြီးတော့မှရှာဖွေပြီးတော့မှကိုအမြဲတမ်းလေ့ကျင့်နေတဲ့သူဖြစ်တယ်ဆိုတော့အသင်းတော်ဟာအဲ့ဒီအင်္ဂါရက်တွေနဲ့ပြည့်စုံ
ဒီနေ့အသင်းတော်ကစာတန်ကဘာမှတော့တိတ်ပြီးတော့မှအားမဆိုင်ရသေးဘူးเนาะကိုဟိုအသိန်းခံသားခံလို့ခံရမှန်းတော့မသိအခုကျွန်တော်တို့တခြားမကြည့်နဲ့เนาะဒီနေ့ဒီကမ္ဘာနိုင်ငံရေးနဲ့ကြည့်လိုက်ဒီသဘောတဘာဝကိုကျွန်တော်တို့တွေ့ရတချို့သောနိုင်ငံတွေဟာဟိုတခြားနိုင်ငံကဝင်ပြီးတော့မှဟလာငါတို့နိုင်ငံကနေဘလို့လုပ်မယ်ဆိုတာလုပ်เสียမလို့တော့နိုင်ငံထဲမှာသူတို့ရဲ့စနစ်တွေအကုန်လုံးကနေရာယူသွားပြီချမ်းမကြည့်ကျွန်တော်မြန်မာနိုင်ငံပဲကြည့်ဝင်သိမ်းသွားပြီเนาะနေရာတော်တော်များများအသိမ်းခံထားရပြီအခုလက်ရှိကိုကျွန်တော်တို့တွေ့နေရတယ်ဆိုတော့ပြောချင်တာပါဆိုတော့တချို့အသင်းတော်တွေကစာတန်ဝင်ပြီးသိမ်းသွားပြီစာတန်ကသူကဟိုခေါင်းစဉ်လေးအောက်ခေါင်းစဉ်လေးတစ်ခုပဲရှိတာဒါပေမဲ့အဲ့ဒီခေါင်းစဉ်အောက်မှာဖြစ်နေတာဖခင်ရဲ့အလိုတော်ပြည့်စုံခြင်းတွေမဟုတ်တော့ဘဲနဲ့စာတန်ရဲ့ရည်ရွယ်ချက်တွေအကောင့်ထဲပေါ်ခြင်းတွေဖြစ်လာဘာဖြစ်လို့လဲအစင်သင့်ဖြစ်တဲ့စစ်တပ်မဟုတ်ဘူးအသင်းတော်ဟာဘာစာတန်ကိုရင်ဆိုင်မှုအတွက်အစင်သင့်မပြင်ထားဘူးမပြင်ထားတဲ့အပြင်လက်နက်ချအရှုံးပေးဖို့နဲ့နေရာပေးဖို့အတွက်လူလာလာကိုကြိုးဆိုနေတဲ့နေရာတွေဖြစ်လာတယ်။ဘာဖြစ်လို့လဲဖျားရှိစေခြင်းနဲ့ဟလာပြင်ဆင်မှုနဲ့ရဲရင်ခြင်းနဲ့ဟလာပညာနဲ့အစင်သင့်လေ့ကျင့်ခြင်းခံထားတဲ့တတ်ဆင်ခြင်းခံထားတဲ့စစ်တီတွေနဲ့ပြည့်စုံခြင်းမရှိလို့ဖြစ်တယ်။ဆိုတော့ဒီ၅ချက်ဟာကျွန်တော်တို့เนาะအသင်းတော်ရဲ့ဖြစ်တည်မှုကိုဖော်ပြနေတယ်။ကျွန်တော်တို့ကိုမေးရအခုငါတို့ဖျားရဲ့အလိုတော်နဲ့ညီတဲ့ခွန်အားဆိုတဲ့ဂျေဇုတော်ကိုအမိပြုခြင်းနဲ့ငါတို့အသက်တာမှာအသက်ရှင်နေသလားဖခင်လှုပ်စေခြင်းတာကိုလှုပ်တတ်ခြင်းလှုပ်နိုင်ခြင်းဆိုတဲ့ဖခင်ရဲ့ဂျေဇုတော်ကိုဝန်ခံတတ်တဲ့ဖခင်ရဲ့အမှုတော်ကိုပြီးစီးစေတဲ့သဘောနဲ့ပြည့်စုံခြင်းငါတို့မှာရှိဖခင်စီမံခန့်ခွဲစေခြင်းတဲ့အတိုင်း efficiency ထိရောက်တဲ့เนาะအလေလွင့်မဖြစ်အောင်သုံးစေခြင်းတာကိုအနှမျောမရှိသုံးသလိုမသုံးစေခြင်းတာကိုလည်းလုံးဝအလေလွင့်မဖြစ်အောင်ထိမ့်သိမ့်တတ်တဲ့သဘောငါတို့မှာရှိသလားပြီးရင်ဖခင်ပေးစေခြင်းတာကိုအနှမျောမရှိပေးခြင်းနဲ့ဆက်ဆိုင်တဲ့ပိုင်ဆိုင်မှုငါတို့မှာကြွယ်ဝသလားပြီးရင်စာရန်နဲ့ရင်ဆိုင်မှုအတွက်ဟလာလောကကတိုက်ခိုက်လာတဲ့သွေးဆောင်မှုတွေနဲ့ရင်ဆိုင်မှုအတွက်ကျွန်တော်တို့အစဉ်သင့်အမြဲတမ်းဖြစ်နေရလားဒါမှမဟုတ်ငါတို့က already ပေါ့နော်တိမ့်ပိုက်ခြင်းခံရတဲ့သူတွေများဖြစ်နေတာဆိုကိုမေးဖို့လိုတယ်အဲ့လိုအင်္ဂါရက်တွေနဲ့ကျွန်တော်စစ်လိုက်ရင်ကျွန်တော်တို့ဟာတီလာနဲ့ပြည့်စုံသောမိမပီတလားမပီတလားဆိုတာပေါ်လာလိမ့်မယ်နော်အဲ့တော့အဲ့ဒီအမျိုးသမီးကတဲ့เนาะကျွန်တော်အချက်လေးတချို့ကိုနည်းနည်းပြောပြခြင်းနဲ့14ရောက်လာတဲ့အခါမှာကုံတယ်တင်းမောကဲ့သို့ဖြစ်၍စားစရာကိုဝေးသောအရက်မှာဆောင်ကဲတတ်၏ဆိုတော့နံပါတ်1ကကုံတယ်တင်းမောဆိုတော့ကုံတယ်တင်းမောလို့ပြောရင် तू ကမိမိနေရင်ပြည်ကနေတခြားနေရာကိုသွားတယ်မိမိနေရင်ပြည်ကအရာကိုယူသွားတယ်တခြားနေရာမှာသွားပြီးတော့မှ तू ကတခြားအရာနဲ့လဲလှယ်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့အသင်းတော်လို့ပြောတဲ့အခါမှာယုံကြည်သူအတိုင်းဝိုင်းဖြစ်တဲ့ဒီเนาะဖခင်ရဲ့လူစုသည်ဒါနေရင်ပြည်ဖြစ်တယ်ခရစ်တော်ရဲ့ဟလာတုန်တင်ခြင်းကိုခံခြင်းဝိညာဉ်တော်ရဲ့ပြုစုခြင်းကိုခံခြင်းမျက်မှောက်တော်ထဲမှာကျွန်တော်တို့ဒီပျော်မွေ့ခြင်းဟာနေရင်ပြည်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဘာလုပ်ရမလဲကုံတဲ့သင်္ဘောကဲ့သို့ဖြစ်ရကုံတွယ်ရအဲ့ဒီဖခင်ရဲ့အထံကနေရတဲ့အရာတွေကိုကျွန်တော်တို့ကယူသွားပြီးလဲလှယ်ဖို့လိုတယ်နော်ကျွန်တော်ခရစ်တော်ကသူ့ရဲ့အစီခံ3ယောက်ကိုဥပမာပေးသူဥပမာပေးတဲ့အစီခံ3ယောက်နဲ့ပတ်သက်တဲ့အရာကိုကျွန်တော်သတိရမယ်နော်သူပေးခဲ့တဲ့အငွေအခွက်20 50 10ဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့မှသူကသစ္စာရှိတဲ့ငယ်သားတွေကဘာလို့ဆိုတော့ကုံသွဲတယ်တဲ့ကုံသွဲတယ်အဲ့အသင်းတော်ကဘာလဲကုံသွဲတယ်ဘာလို့တာလဲဆိုရင်ကိုဟလာကိုဖျားပေးတဲ့ကိုမှဖျားရှိစေတဲ့နေရင်ပြည်ကကုံကိုယူသွားပြီးတော့မှအဲ့ဒီအရာမရှိတဲ့သူတွေစီကိုသွားပြီးတော့မှသူတို့စီကအရာနဲ့သွားလဲလဲခြင်းကိုကုံသွဲခြင်းလို့ခေါ်တယ်ဒါသူတို့ခစ်ကပေါ့နော်ငွေကြေးတွေ currency တွေမရှိတဲ့အချိန်ကလာစားယူသွားမယ်ဟိုဘက်ကပရာဆေးတို့ဘာလို့သွားပြီးတော့မှပြန်ယူလာမယ်အဲ့လိုမျိုးအလဲလဲလှုပ်တယ်ဆိုတော့စစ်မှန်တဲ့အသင်းတော်ဟာကုံတဲ့သင်းမောလိုပဲကိုနေရင်ပြည်ကနေတခြားရက်ကိုသွားတယ်လောကထဲကိုကျွန်တော်တို့ကကိုစီကကုံစီကိုယူသွားတတ်တော်သူများဖြစ်ဖို့လို့ဆိုတော့ဒီမိမကဘာလို့လဲကိုစီကကုံစီကိုယူသွားပြီးတော့မှတခြားစီမှာသွားပြီးတော့မှအဲ့ဒါကိုပေးတယ်အဲ့ဒီကအရာကိုသွားယူတယ်တခြားသောအရက်အဲ့ဒါဘာလဲပျောက်ဆုံးဝိညာဉ်တွေစီကိုတွားပြီးတော့မှအဲ့ဒီပျောက်ဆုံးဝိညာဉ်တွေကိုပြန်ပြီးတော့မှရယူခြင်းဖြစ်တယ်ဖခင်ရဲ့မေတ္တာကိုယူသွားတယ်ခရစ်တော်ရဲ့အသက်ကိုယူသွားတယ်ခရစ်တော်ရဲ့ကောင်းမြတ်ခြင်းကိုယူသွားတယ်ခရစ်တော်ရဲ့ကယ်တင်ခြင်းသတင်းစကားကိုယူသွားတယ်ဘာကိုပြန်ရလဲပျောက်ဆုံးဝိညာဉ်တွေကိုပြန်ရတယ်အဲ့ဒါဝိညာဉ်ကုန်သွယ်ခြင်းဖြစ်တယ်အခုကကျွန်တော်တို့တချို့တော့အသင်းတော်တွေပါဆိုအိမ်မှာပဲကန့်နေရင်ပြည်ကနေမထွက်ကုန်တယ်သင်းမောမပြီးသားကုန်တယ်သင်းမောကဘာလို့ကုန်တယ်တို့
ကုန်သွယ်သင်းမောကရှိတာတော့ရှိတယ်ဒါပေမဲ့ကြောက်ချတာကြောက်ချတာကန်းကမခွာဘူးခါမှာခီးမထွက်နေရင်ပြည်ကနေမခွာအသင်းတော်ထဲမှာပဲကုတ်ကတ်နေအသင်းတော်တွေကလည်းအသင်းတော်ထဲမှာပဲကုတ်ကတ်နေဖို့ပဲပြောတယ် train ပေးဖို့ဟလာလေ့ကျင့်ပေးဖို့တွန်သင်ပေးဖို့ပြင်ဆင်ပေးဖို့တခြားသောသူတွေကိုဘယ်လိုမျိုးဟလာဖခင်ရဲ့မေတ္တာကိုခံစားစေဖို့လှုပ်ဆောင်ရမလဲဆိုတာကိုပြောတဲ့အသင်းတော်ကနဲတဲ့ထက်နဲလာတယ်ကုန်တဲ့သင်းမောမပီတာတော့သင်းမောတော့သင်းမောပဲကြောက်ချထားတဲ့သင်းမောဖြစ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ तू ကဒီတိုင်းမဲ့မဟုတ်ဘူးတဲ့စားစရာကိုလည်းဝေးသောအရက်မှစောင်ခဲ့တယ်ဆိုတော့စောင်ခဲ့တယ်ဆိုတဲ့စကားလုံးကအိမ်ကိုပြန်ယူလာတယ်ပေါ့ဆိုတော့ तू ယူလာတဲ့အရာကကြတော့ဘာလဲဆိုရင်အိမ်တွက်ဖြစ်တယ်နော်ကုန်စီမဟုတ်ဘူးဒါကကြတော့ तू ကစားဖို့အိမ်တောင်မိသားစုအတွက်အဲ့ဒါအသင်းတော်အတွက်ဖြစ်တယ်အဲ့တော့ဝေးသောအရက်ကိုဘာလို့သွားလဲအဲ့ဒီစားစရာဟာတန်ဖိုးရှိလို့အဲ့ဒီစားစရာဟာအိမ်မိသားစုအတွက်အင်မတန်ကောင်းတဲ့စားစရာဖြစ်လို့ဒါကျွန်တော်တို့မိခင်ဖြစ်တဲ့လူဆိုပိုသိမှာပေါ့နော်ကိုသားသမီးဆိုရင်ဖွဲ့ဖွဲ့ရရစားစေခြင်းနဲ့ကိုယ့်ရဲ့အိမ်သူအိမ်သားကိုယ့်ရဲ့ခင်ပွန်းတဲ့ကိုဖွဲ့ဖွဲ့ရရချက်ကျွေးခြင်းနဲ့မရှိဘူးဆိုရှိတဲ့နေရာလိုက်ရှာတယ်နော်ဒါကျွန်တော်တို့ဟိုမိခင်တွေပိုနားလဲပါတယ်ဆိုတော့ဒီမှာဒီသူတို့ခက်ကဆိုရင်ပိုဆိုးတယ်နော်ကျွန်တော်တို့သိတဲ့အတိုင်းပဲဟိုအခုဒီနိုင်ငံမှာကျွန်တော်တို့ပြောလို့ရှိတယ်နော်တချို့တွေဟာတပြောတဲ့သူတွေကဘာနောက်လို့ရှိလဲမင်းတို့ immigrant တွေပြန်သွားဘာညာကွီကွာပြောပြန်သွားရင်ငါတို့အစားအစာတွေပါပြန်ယူသွားမယ်မင်းတို့ဘာမှစားစရာရှိတော့မှာမဟုတ်အမေရိကမှာဘာမှစားစရာမရှိဘူးတခြားနိုင်ငံစားစရာတွေပဲကြည့်လိုက်ပီဇာဆိုအီတလီကလာတယ်ဟဲ့လားခောက်ဆွဲဆိုဘယ်ကလာတယ်ဟိုကလာတယ်ဒီကလာကြည့်လိုက်တော့ဘာမှစားစရာမရှိတော့နော်အာလူးနဲ့အသားပဲရှိတော့တယ်ကျန်တာဘာမှမရှိအပြုတ်ပဲစားရမယ်အကင်ပဲစားရမယ်ပုံမျိုးပေါက်ပြောချင်တာကဘာလဲဆိုတော့ကောင်းသောစားစရာတွေဟာတခါလေကြာရင်ကိုယ့်စီမှာရှိမနေတတ်ဘူးအဲ့တော့ဘာလို့ ရလဲကိုကဝေးသောအရက်ကိုတွားတယ်ဆိုအဓိပ္ပာယ်ကအဖိုးခပေးတယ်ဖခင်ရဲ့စကားဆိုတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ဆိုတဲ့ဖခင်ရဲ့အသက်ဆိုတဲ့အရာကိုရဖို့အတွက်အဖိုးအခပေးတယ်အဲ့လိုခီးတွေအကြအဝေးကြီးထွက်ဖို့ပြောတာမဟုတ်ဝေးသောအရက်ကိုတွားတယ်ဆိုတာကိုယ့်ရဲ့အချိန်တွေကိုယ့်ရဲ့ခွန်အားတွေကိုယ့်ရဲ့ဘန္နာတွေကိုကိုယ့်ရဲ့အိမ်တော်မိသားစုဆိုတဲ့အသင်းတော်စားရဖို့အတွက်အဖိုးအခပေးတော်သူဖြစ်တယ်သင်အုပ်ဆရာတွေအသင်းတော်မှာပါဝင်တဲ့ယုံကြည်သူတွေအင်္ဂါမိသားစုအင်္ဂါချင်းတွေမိသားစုတွေကဒီအရာကိုအာယုံစိုက်တဲ့အခါမှာအသင်းတော်ဟာဝါစွာစားရတယ်ကောင်းသောအစားအစာကိုစားရတယ်ဒါပေမဲ့အလကားတော်များအဖိုးခဆိုတာရှိတယ်အဲ့ဒီအဖိုးခတွေကအချိန်လည်းဖြစ်မယ်ခွန်အားလည်းဖြစ်မယ်တစ်ခါလေကျရင်ပင်မနှွမ်းနေခြင်းလည်းဖြစ်မယ်တစ်ခါလေကျရင်ငွေကြေးလည်းဖြစ်နိုင်တယ်နော်ဒီနေ့တစ်ခါလေကျရင်ကျွန်တော်တို့ကထာဝရမပါမဲ့အရာကိုယ့်ဘဝကိုလည်းဘာမှအကျိုးမပေးတဲ့အရာတွေအနှမျောမရှိတတ်ပေမဲ့အေးအပြက်ခံတတ်ပေမဲ့ဝိညာဉ်အစာမှာကြွယ်ဝဖို့ကိုယ့်ရဲ့အသင်းတော်ကိုယ့်ရဲ့မိသားစုတွေဝိညာဉ်အစာမှာကြွယ်ဝဖို့ဆိုရင်နှမျောတတ်ကြတယ်နော်မပေးခြင်းကြောင့်အချိန်မပေးခြင်းကြောင့်အပင်ပန်းမခံခြင်းကြောင့်ငွေကြေးအကုန်မခံခြင်းကြောင့်ဒါဟာအသင်းတော်ချိုးတဲ့ခြင်းရဲ့အကြောင်းရင်းတွေဖြစ်တယ်ဆိုတော့သူကစားစရာကိုဝေးသောအရက်ကဆောင်ခဲ့တယ်ဒီနေ့ကျွန်တော်တို့နော်ကျွန်တော်ရဲ့မိသားစုတွေကျွန်တော်ရဲ့အင်္ဂါချင်းတွေဝေးသောအရက်ကနေစားစရာကိုဆောင်ခဲ့တော်သူများဖြစ်သလားနောက်တစ်ခုက16ရောက်လာတဲ့အခါမှာဘာလို့ဆိုကောင်းမွန်စွာဆင်ခြင်၍လေခွက်ကိုဝယ်ယူတတ်တယ်ကောင်းမွန်စွာဆင်ခြင်ဒီတိုင်းသူကတွေးကြရဝယ်မယ်ကွာပတ်စံရှိတာပဲဝယ်မယ်အဲ့လိုမျိုး तू မလုပ်တေးသေးချာချာတွေးတယ်ဒီလေခွက်ကိုဝယ်သင့်သလားမဝယ်သင့်ဘူးလားဒီလေခွက်ကိုဝယ်ရင်ငါဘာအကျိုးရမလဲဆိုတော့ကျွန်တော်တို့အဲ့ဒါကိုဆင်ခြင်တဲ့အခါမှာမဿဲ73:44မှာကောင်းကင်နိုင်ငံတော်အကြောင်းကိုယေရှုပြောတဲ့ဥပမာကျွန်တော်တတိယနော်တနည်းကတဲ့ကောင်းကင်နိုင်ငံတော်သည်လယ်၌ဖွက်ထားသောဗန္နာနှင့်တူ၏ထိုဗန္နာကိုတွေ့သောသူသည်တဖန်ဖုံးအုပ်၍ဝမ်းမြောက်သောစိတ်နှင့်တွားပြီးလေရတတ်သမျှကိုရောင်း၍ထိုလယ်ကိုဝယ်တတ်၏ဒီလယ်မှာရနိုင်တဲ့အရာကကိုယ်မှာရှိသမျှထက်တာ၍အဖိုးထိုက်တယ်ဆိုတာကိုသိတဲ့အခါမှာအကုန်ခံလိုက်တယ်အကုန်ပေးလိုက်နော်ဆိုဖခင်ရဲ့နိုင်ငံတော်နဲ့ပတ်သက်လာရင်ဖခင်ရဲ့နိုင်ငံတော်နဲ့ဆက်ဆိုင်တဲ့ထာဝရအကျိုးမြတ်နဲ့ပတ်သက်လာရင်ဘဝတစ်ခုလုံးကိုမြုပ်နှံဖို့ယဉ်နှီးဖို့အတွက်ဝင်မလေးတဲ့သူတွေမှာသီလနဲ့ပြည့်စုံသောမိန်းမပါတယ်အဲကျွန်တော်တပည့်တော်တွေကိုကြည့်တဲ့အခါမှာဒီစကားကိုကျွန်တော်ပြန်ပြီးတော့မှသွားပြီးချိတ်ဆက်မိတယ်နော်ပေတရုကကျွန်တော်တို့အကုန်လုံးစွန့်ပြီးလိုက်တာမိဘသားမယားအလုံးစုံစွန့်ပြီးလိုက်ပိုက်ကွန်စွန့်နဲ့လှေစွန့်နဲ့ငါးစွန့်နဲ့ကိုယ့်ရဲ့ profession အကုန်ထားခဲ့လိုက်တယ်ကျွန်တော်အခုဒါပြောနေတာအကုန်လေးထားခဲ့ပြီးတော့မှနော်အမှုတော်ဆောင်ကြလို့ပြောတာမဟုတ်ဘူးနော်ဆိုတော့ကျွန်တော်တချို့တွေကြအဲ့လိုမျိုးအတိတ်ပဲကောက်တဲ့သူကရှိသေးတယ်နော်ဆိုတော့အကုန်လုံးဟာဒီမှာ Zoom မှာဝင်တဲ့သူတွေအကုန်လုံးအမှုတော်ပဲဆောင်ကြလို့ပြောတာမဟုတ်ဘဲနဲ့သင်ရှိသမျှကိုနိုင်ငံတော်အဖို့အလို့ငါဖျားပိုင်ကြောင်းကိုသိမှတ်ပြီးဖျားရဲ့အလိုတော်နဲ့အညီစီမံခန့်ခွဲခွင့်ပေးဖို့ဆိုလိုတာဖြစ်တယ်ဆိုတော့လေကွက်ကိုဝယ်လိုက်တယ်
အဲ့တော့ဘလို့နီးနဲ့ဝယ်တာလဲဟာလားစိတ်ခံစားမှုတက်နဲ့ဟလားကိုကအခုပဲအရန်ကိုတက်ကြွနေလို့အားတက်နေလို့လှုပ်လိုက်တာမဟုတ်ဖ ೇನೆ တေးသေးချာချာစီးဆက်တယ်တေးသေးချာချာတွေးတယ်တေးသေးချာချာသူကကြည့်တယ်စစ်ဆေးတယ်ဒါဟာမှန်သောအကျိုးဖြစ်တယ်ငါရဲ့ရှိသမျှအားလုံးကိုပေးဖို့တန်တယ်ပေးလိုက်ရင်လည်းရမယ့်အကျိုးဟာတာ၍ကြီးတယ်ဆိုတာကိုသိချင်းကြောင့်ဒီလွယ်ကွက်ကိုသူဝယ်တာဖြစ်တယ်ဆို efficiency ကဒီမှာလာပြီးတော့မှပုံသက်တည်ဖြစ်တယ်သက်တည် to efficiency ဆိုတော့ဒီနေ့ကျွန်တော်တို့ဘယ်လေကွက်တွေရှောက်ဝယ်နေလဲနော်ကိုယ့်ကိုယ်ကိုမေးဖို့လေဘယ်လေကွက်တွေရှောက်ဝယ်နေလဲအဲစဘာလဲစိုက်မရအပင်လဲစိုက်မရဘဏ္ဍာလဲမရှိအဲ့လိုလေကွက်တွေဝယ်တဲ့သူတွေကတော့ထာဝရမှာအရှုံးကြီးရှုံးမယ်တောစဘာတွေပွားများလို့ပွားများနေမှမသိတဲ့လေကွက်တွေကိုဝယ်နေတဲ့သူတွေဟာပညာနည်းသောသူတို့သမီးတွေမိန်းမတွေဖြစ်တယ်ဆိုတော့တချို့သောအသင်းတော်တွေဟာအဲ့လိုမျိုးပုံစံဖြစ်နေတယ်အဲ့တော့သူကအဲ့ဒီလိုမှန်သောကောင်းကင်နိုင်ငံတော်နဲ့ဆိုင်တဲ့ဘန္နာကိုရဖို့အတွက်ဝယ်ယူတတ်သောပညာနဲ့ပြည့်စုံတဲ့သူဖြစ်တယ်လို့တဲ့အဲ့ဒီလေကွက်ကိုဝယ်ယူလို့ရတဲ့အကျိုးမြတ်သူ့မှာရှိတယ်နော်ကိုယ်တိုင်လှုပ်ရရသောငွေဆိုတာတကယ်သူ့ရဲ့အဆက်ဆက်ကိုကြည့်တဲ့အခါမှာဒီလေကွက်ကိုဝယ်တော့သူကအကျိုးမြတ်ရတယ်တဲ့နော်အဲ့ဒီရတဲ့ငွေကဘာဆက်လုပ်ပြန်လဲဆိုတော့စပြည့်ဥယျင်ကိုပြုစုစပြည့်ဥယျင်ကိုပြုစုတယ်လို့ပြောတဲ့အခါမှာနော်စပြည့်ဥယျင်ကဘာလဲဆိုရင်ဝိညာဉ်တွေကိုကြီးထွားလာစေဖို့စိုက်ပျိုးခြင်းပြုစုခြင်းရှိဒီနေ့ကျွန်တော်တို့ဒီမှာရှိတဲ့ညီကိုမောင်တို့အားလုံးကအမှုတော်ဆောင်တွေမဟုတ်ကြပါဘူးဒါပေမဲ့သင်ဟာစပြည့်ဥယျင်ကိုစိုက်ပျိုးပြုစုနိုင်ဖို့အခွင့်အရေးရှိတော်သူဖြစ်တယ်အမျိုးမျိုးနည်းလမ်းနဲ့နော်အဲ့တော့ကျွန်တော်ကြားဘူးတဲ့ဒီအသင်းတော်ရဲ့ခေါင်းဆောင်တွေပေါ့နော်ဟိုးအသင်းတော်ရဲ့ခေါင်းဆောင်ကြီးတွေဟိုးရှေ့ဦးအသင်းတော်တော်တော်များများမှာကျွန်တော်တို့ကြားခဲ့ရတဲ့နော်ဒီဖတ်ခဲ့ရတဲ့အထုပ်ပတ်တီတွေထဲမှာဘာရှိလဲဆိုမိခင်တွေအကြောင်းတွေပါတယ်တကယ်ကိုသစ္စာရှိတဲ့ဟလာအသင်းလူကြီးတွေအကြောင်းတွေပါသူတို့ဘာလုပ်လဲသူတို့ကရှိသမျှပတ်စံလေးတွေလည်းသူတို့ပေးရင်ပေးမယ်မပေးနိုင်ဘာလို့လဲသူဆုတောင်းတယ်နေရောညရောနေရောညရောဆုတောင်းပေးတယ်အဲ့ဘာစပြည့်ဥယျင်စိုက်ဘာလို့လဲဆိုရင်ဝိညာဉ်နေအကျိုးရဖို့နိုင်ငံတော်အကျိုးရဖို့ဝိညာဉ်တွေကိုပြုစုဖို့သူကဘာလို့လဲဆိုစိုက်ပျိုးတယ်အချိန်နေစိုက်ပျိုးတယ်ဟလားကိုယ့်ရဲ့အရင်းမြစ်တွေကိုစိုက်ပျိုးတယ်ကိုယ့်ရဲ့နှလုံးသားကိုစိုက်ပျိုးတယ်ကိုယ့်ရဲ့ဆုတောင်းခြင်းတွေကိုယ့်ရဲ့ဟလားခံစားချက်တွေကိုစိုက်ပျိုးလိုက်တယ်ဘာလို့နိုင်ငံတော်အကျိုးကိုသူရလာတဲ့အခါမှာဒီအကျိုးကိုသူခံစားရတဲ့အတိုင်းတခြားသူကိုခံစားစေခြင်းနဲ့စေတနာကသူ့အထဲကနေမျိုးစေ့အဖြစ်နဲ့ပြန်ပြီးတော့မှစပြည့်ဥယျင်စိုက်ပျိုးတော်သူဖြစ်လာစေဆိုတော့ကိုယ်တိုင်လှုပ်ရရသောငွေဆိုတာတနည်းအားဖြင့်ပြောရရင်နိုင်ငံတော်အကျိုးကိုနိုင်ငံတော်ကိုရွေးယူတတ်ခြင်းအဖြစ်ခံစားရတဲ့ထာဝရအကျိုးမင်္ဂလာအကျိုးယခုဘဝမှာကိုသိမြင်ခံစားရတဲ့အရာဟာတခြားသောသူတွေစေနာစိတ်ကိုကြွယ်ဝစေအဲ့ဒီစေနာစိတ်ကတခြားသောသူကိုဆူတောင်းပေးတဲ့အရာတွေဖြစ်လာတယ်တခြားသောသူကိုဟလာစိုက်ပျိုးပေးတဲ့အရာတွေတခြားသောသူကိုပေးကမ်းခြင်းတွေတခြားသောသူကိုတိဆောက်ပေးခြင်းတွေတခြားသောသူကိုဟလာပြုစုပေးခြင်းတွေဖြစ်လာစေတယ်အဲ့ဒါကဘာလဲကိုယ်တိုင်လုပ်ရရသောငွေနဲ့စပြည့်ဥယျင်ကိုပြုစုတတ်တယ်ဆိုတော့စဉ်းစားကြည့်ပါကျွန်တော်တို့ဒီမှာရှိတဲ့ညီကိုမောင်မတွေကကိုအသင်းတော်မှာပေါ့နော်အသင်းတော်မှာဒီလိုလူတွေနဲ့ပြည့်နေမယ်ဆိုရင်ဟာငါတို့ကအမှုတော်ဆောင်တွေမှမဟုတ်တာဆိုတဲ့အတွေးခေါ်မဟုတ်တော့ဘဲနဲ့နိုင်ငံတော်ကိုရွေးယူတတ်တဲ့သူနိုင်ငံတော်ရဲ့ဟလာအငန်းအတာကိုရွေးယူတတ်သောသူပြီးရင်အဲ့ဒီထဲကနေရလာတဲ့ဝမ်းမြောက်ခြင်းနဲ့ရှင်တဲ့စေတနာစိတ်ကြွယ်ဝခြင်းအဖြစ်ဝိညာဉ်တွေကိုပြုစုပြိုးထောင်တတ်တဲ့သဘောတဘာဝရှိမယ်ဆိုရင်အသင်းတော်ဟာဘယ်လောက်ထိကြီးထွားမလဲတိုးတက်မလဲနိုင်ငံတော်ရဲ့အမှုကဘယ်လောက်ထိကျယ်ပြန့်မလဲဆိုတော့ကျွန်တော်တွေးကြည့်လို့ရနော်စပြည့်ဥယျာဉ်ကိုပြုစုတတ်အဲ့တော့နောက်တစ်ခုကဘာလဲဆိုရင်နောက်ဆုံးဗောနော်ဒီနောက်ဆုံးနှစ်ခုကျန်တစ်ခုကဘာလဲဆိုရင်18မိမိလှုပ်သောဥစ္စာကောင်းသည်ကိုရိပ်မိ၍သူဤမိကွက်သည်တညလုံးမတည်တတ်ဆိုမိမိလှုပ်သောဥစ္စာကောင်းသည်ဆိုတော့အရာကဟိုဟာငါအရန်တော်တာပဲဆိုတာကိုတွေးတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ရွေးချယ်မှုတွေမှန်ကြောင်းကိုစစ်ဆေးပြီးနားလေသဘောပေါက်တယ်သိမြင်တယ်လို့ပြောတာ။အော်ငါဝယ်လိုက်တဲ့လေဟာမှန်တယ်။ငါစိုက်ပျိုးလိုက်တဲ့စပျူးဥယျာဉ်ဟာတကယ်မှန်သောအကျိုးကိုပေးပါလားဆိုတော့သူကဒီတိုင်းမထားဘူးတဲ့။အဲ့ဒီအရာကိုသူဘာလုပ်လဲဆိုရင်မှောင်မိုက်အချိန်မှလဲစောင့်ကြည့်။ဒီနေ့ကျွန်တော်တို့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေနော်တမန်တရားကိုသိလာပြီဆိုရင်ဒီတိုင်းနေလို့မရသင်ဒီကင်းဆောင်ဖြစ်လာ။မှောင်မိုက်ထဲမှာတခြားသောသူကိုမြင်တွေ့စေဖို့အတွက်
တင်းရဲ့မိကွက်ဟာအမြဲတမ်းလင်းနေဖို့လိုတယ်ရှားသောသူတွေကိုရွေးချယ်တဲ့လမ်းသည်ကိုရွေးချယ်တဲ့နယ်ပယ်သည်ကိုရွေးချယ်လိုက်တဲ့အမှုရာသည်တမန်တရားစစ်ဖြစ်တယ်လို့ကိုကသဘောပေါက်တယ်ဆိုရင်အဲ့ဒီအားဖြင့်ခံစားရတဲ့အကျိုးတွေဟာအလဟတ်တမဖြစ်ရလေအောင်နုနယ်တဲ့ဝိညာဉ်တွေဖြစ်စေဟလားနုနယ်တဲ့အမှုတော်ဆောင်တွေဖြစ်စေမှန်သောလမ်းမှာကြီးရင်သွားလေအောင်အမြဲတမ်းအလင်းအားဖြင့်တခြားသောသူကိုစောင့်ကြည့်ပြီးစောင့်ထိန်ပေးတတ်တယ်ဆိုတော့အဲ့အလင်းဆိုတာဘာလဲဆိုတော့သူများကိုဟလာနင်ဒီလိုလုပ်ပါနင်ဒီဟာမှားနေတယ်ဟိုဟာမှားနေတယ်ဆိုပြီးတော့မှအရင်ဆုံးအပြစ်ဖော်ပြခြင်းဆိုတာတဲ့အရင်ဆုံးကိုယ့်ရဲ့အသက်တာမှာသူများကဖျားသဘောကိုမြင်ပြီးစိတ်ချအားကိုးနော်။အော်ငါရဲ့ဒီညီအကိုကငါရဲ့ဒီညီအမကတကယ်ပဲဖျားကိုချစ်တယ်နှုတ်ကပတ်တော်နဲ့ပတ်သက်လာရင်အပေးယူမလုပ်ဘူးတကယ်ကိုဖျားသဘောရှိပါလားသူ့ကိုငါစိတ်ချလို့ရတယ်သူ့ရဲ့လမ်းညွှန်မှုကိုငါစိတ်ချလို့ရတယ်ဆိုတဲ့အလင်းမျိုးကိုဆိုလိုတာဖြစ်တယ်သူ့ရဲ့မိကွက်ကတဲ့တညလုံးမသိဘူးဆိုတော့သူကမနဲ့မှမသိတာမဟုတ်တညလုံးကိုမသိဘူးဆိုတော့တနည်းပြရင်မှောင်မိုက်မှာတောက်လျှောက်သူကလင်းပေးနေတယ်အဲ့တော့တစုံတစ်ယောက်ကလမ်းပြောင်းနေပြီတစုံတစ်ယောက်ကကိုမားလားမှန်လားဆိုတာတော့ဝေခွဲများတဲ့အချိန်မှာကိုစီကိုလာပြီးတော့မှနော်ကိုရဲ့အသက်တာတွေကနေမြင်ရတဲ့အလင်းအဖြစ်ကိုစီမှာလာပြီးလမ်းညွှန်မှုကိုတောင်းခံလို့ရမလားဟလာအကိုကြီးအမကြီးကျွန်တော်ဒီလိုတွေးမိတယ်ဒီလိုခံစားမိတယ်ဒီလိုလှုပ်ချင်တယ်ဒီလိုသွားချင်တယ်မှန်ရဲ့လားကိုအားဖြင့်လူတွေဟာမှန်သောလမ်းကိုမြင်သွားဖို့ဖြစ်တယ်ကိုရဲ့ဇယိုက်လက္ခဏာအားဖြင့်ကိုရဲ့အသက်ရှင်ခြင်းအားဖြင့်ကိုရဲ့ညွှန်ပြခြင်းအားဖြင့်ကိုကဘာလို့ပေးနေလဲဆိုတော့သူတို့ကိုကင်းဆောင်ပေးအချို့သောသူတွေကကိုရဲ့အတိနဲ့အရင်ဆုံးသူတို့ကမချိတ်ဆက်ဘူးကိုရဲ့အသက်တာနဲ့အရင်ဆုံးလာချိတ်ဆက်တာကိုမှစိတ်ချရတဲ့သူတစ်ပါးကလာပြီးတော့မှအားကိုးပြီးတော့မှဖခင်ရဲ့နှုတ်ဘတ်တော်နဲ့ရှင်တဲ့မေခွန်းတွေကိုလားလမ်းညွှန်မှုတွေကိုခံယူဖို့ဆိုတာသူတို့ကဘာကိုအရင်ကြည့်လဲဆိုရင်သူကတကယ်ပဲဖခင်သဘောနဲ့တွာလာသလားလူတော်တော်များများရဲ့သဘောတဘာပါလဲဆိုရင်ကိုယ်တိုင်ကသာဖခင်နဲ့မမှန်နေမယ်တခြားသူကတော့ဖခင်နဲ့မှန်ဖို့တော့မျှော်လင့်ကြတာပဲဆိုတော့အဲ့ဒီလိုလမ်းပြောက်တဲ့သူတွေရှာဖွေတဲ့အခါမှာမှောင်မိုက်ထဲကိုရောက်လာတဲ့အခါမှာသင်ဟာအလင်းဖြစ်ပါအဲ့ဒီညမှာသူဘယ်သွားရမှမသိတဲ့အချိန်မှာတင့်စီကိုသူလာလို့ရမလားတင့်စီကိုလာပြီးလမ်းညွှန်မှုကိုသူခံယူလို့ရမလားဆိုတာကိုကျွန်တော်ကိုမေခွန်းထုတ်ဖို့ဖြစ်တယ်ဆိုတော့နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုရင်စင်းရဲသောသူတို့အားလက်ကိုဖြန့်၍ငတ်မွတ်သောသူတို့အားလက်ယုံကိုဆန့်တတ်၏နော်ဆရာယူတတန်လည်းတော်တော်လေးကျွန်တော်ရောမဩဝါဒစာရေးနေတော့ကျွန်တော်တော်တော်ခေါင်းကိုက်တယ်ဆရာယူတတန်သုံးတဲ့အသုံးလုံးတွေကကျွန်တော် like ကိုမမီဆိုကျွန်တော်တို့ဆိုဘလို့ရေးရမှန်းသိမှာပေါ့ဘာလို့ဟေပြဲစကားမှာအဲ့နှစ်ခုကလက်ချင်းတူပေမဲ့သူကစကလုံးကအသုံးတော့မတူဘူးဆိုပထမတစ်ခုကဘာဆိုစင်းရဲတဲ့သူတွေကိုဘာလုပ်လဲဆိုရင်လက်ကိုဖြန့်တယ်နော်လက်ကိုဖြန့်တယ်လို့ပြောတဲ့အခါမှာသူကနော်ဒီလက်ဖွားကိုဖြန့်ပေးတယ်ဆိုတဲ့သဘောကိုပြောတာဖြစ်တယ်ဒီနေ့အဖြစ်ပြောရင်ပေးကမ်းတယ်ပေါ့နော်ပေးကမ်းတယ်အဲ့တော့အဲ့ဒီကဘလို့ပုံစံမျိုးလဲဆိုရင်ဒီစွန်ပလွန်ပင်တွေပေါ့နော်စွန်ပလွန်ပင်တွေမှာရှိတဲ့အခက်ဖြာနေတဲ့ပုံစံမျိုးလို့ပေးတာဒီနေ့ပြောရင်သူတို့ကစားစရာကိုရစေဖို့လာကြွယ်ဝခြင်းကိုခံစားရဖို့ပေးတဲ့သူဒါဆိုဘာကိုပြောတာလဲကျွန်တော်နော်လုကာထဲမှာခရစ်တော်ကသူတရားစရက်ကိုရောက်တဲ့အခါမှာပြောတဲ့စကားရှိနော်ရှင်လုကာခန်းကြီး၄အငယ်18-19မှာအဲ့တော့ထာဝရဘုရားဝိညာဉ်တော်ငါ့ပေါ်မှာတည်တယ်အကြောင်းမူကားဆင်းရဲသားတို့ဝမ်းမြောက်စရာတဲ့င်းကိုကြားပြောစေခြင်းကငါ့ကိုပိတ်သိမ့်ပေးတယ်ဆိုတော့ဒါဟာအင်မတန်မှ spiritual ဝိညာဉ်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့တေချာပြန်ပြီးခရစ်တော်ရဲ့ကာလကိုပြန်ကြည့်ကြည့်ပါခရစ်တော်ရောက်လာတော့ဘယ်ဆင်းရဲသားတွေတထေးဖြစ်သွားတာရှိလဲမရှိပါဘူးနော်အဲ့တော့ကျွန်တော်တို့ကဒါကို manipulate မလုပ်မိဖို့အင်မတန်အရေးကြီးတယ်ခရစ်တော်ရောက်လာတဲ့အချိန်မှာဆင်းရဲသားတွေအများကြီးရှိတယ်လာစုလို့ဟလာဆင်းရဲတဲ့သတောင်းသားတွေလည်းရှိရင်ရှိဒါပေမဲ့အဲ့ဒီလူတွေခရစ်တော်နဲ့တွေ့လို့ချမ်းသာသွားတယ်ဆိုတာမရှိပါဘူးဒါဆိုခရစ်တော်ဘာကိုပြောတာလဲဝိညာဉ်ဆင်းရဲတဲ့သူတွေဝိညာဉ်ဆင်းရဲတဲ့သူတွေဝမ်းမြောက်စရာတဲ့ဝိညာဉ်ဆင်းရဲတဲ့သူတွေဟာဝိညာဉ်အရာနဲ့ပြန်ပြီးတော့မှရရှိကြွယ်ဝခံစားရဖို့ဖခင်ကသူ့ကိုဆေလွတ်တယ်ဆိုတာကိုခရစ်တော်ကပြောတယ်ဆိုတော့ခရစ်တော်ဆိုတဲ့ဥကောင်းတော်ကနေဖြစ်တည်လာတဲ့ဒီကိုခန္ဓာဖြစ်တဲ့ကျွန်တော်တို့ရဲ့လက်ဟာဝိညာဉ်ဆင်းရဲသောသူများအတွက်ဖြန့်နေဆိုတာယူဖို့မဟုတ်ဘူးကိုယ်အထဲကနေအဲ့ဒီဝိညာဉ်ကြွယ်ဝခြင်းကိုသူတို့ဘာစီစဉ်ခံစားစေဖို့ဖြစ်တယ်ဖ
ရားရဲ့စုံလင်ခြင်းဘုရားရဲ့ကောင်းမြတ်ခြင်းဘုရားရဲ့တန်ရှင်းခြင်းဖြောင့်မတ်ခြင်းကယ်တင်ခြင်းကျေးဇူးတော်တွေဟာကျွန်တော်တို့အထဲကနေအဲ့တော့ကျွန်တော်တို့ဒီညင်ရသောခရစ်တော်၏လက်များဖြစ်နော်ခရစ်တော်ဟာနာဝိညာဉ်ဘုရားဖြစ်တယ်သူ့ရဲ့လက်ကိုကျွန်တော်တို့မြင်ရတာမဟုတ်ဒါပေမဲ့သူ့ရဲ့ဝိညာဉ်ကကျွန်တော်တို့ထဲမှာအလုတ်လုတ်ခွင့်ရတဲ့အခါကျရင်ကျွန်တော်တို့ဒီခရစ်တော်ရဲ့မြင်ရသောလက်များဖြစ်တယ်ခရစ်တော်ပေးတဲ့အသက်ကိုကျွန်တော်တို့ကခရစ်တော်အားဖြင့်တည်ခရစ်တော်ကကျွန်တော်တို့အားဖြင့်တည်ဆောင်သွားပြီးတော့မှလူတွေစီကိုရောက်စေတယ်ခရစ်တော်ရဲ့ခွင့်လွှတ်ခြင်းကိုလူတွေစီကိုရောက်စေတယ်ခရစ်တော်ရဲ့ကောင်းမြတ်ခြင်းကိုခရစ်တော်ရဲ့ဝမ်းမြောက်ခြင်းကိုခရစ်တော်ရဲ့လွတ်မြောက်စေခြင်းကိုကျွန်တော်တို့စီကနေဒီဝိညာဉ်ဆင်းရဲတဲ့သူတွေစီကိုရောက်သွားစေဖို့ဘုရားကကျွန်တော်တို့ကိုလက်ဖြန့်တော်သူတွေဖြစ်စေပေးဖို့ဖြစ်တယ်စွန်ဘလွန်ပင်ကနေအသီးပေးတယ်လို့မျိုးစွန်ဘလွန်ပင်ကနေအရိပ်ပေးတယ်လို့မျိုးဘုရားကကျွန်တော်တို့ကိုဆင်းရဲတဲ့သူတွေကိုလက်ဖြန့်ဖို့အသင်းတော်ကိုဖြစ်တည်စေငတ်မွတ်တဲ့သူတွေအတွက်ကြတော့တဲ့လက်ယုံနော်လက်ယုံကိုစန့်တယ်ဆိုတော့အဲ့ဒီမှာသူ့ရဲ့စကလုံးကြတော့ဗာလဲဆိုရင်ခွန်အားကိုတုံးထားတယ်နော်သူ့ရဲ့မူရင်းစကလုံးကခွန်အားနဲ့တကူအစွမ်းကိုတုံးတယ်ပြီးတဲ့အခါမှာသူကနော်ထောက်ပံ့ခြင်းအဲ့တော့ငတ်မွတ်တယ်လို့ပြောတဲ့အခါမှာမြန်မာစကားတော့ငတ်မွတ်တယ်လို့ပြောပေမဲ့သူကဘယ်အခြေအနေစိုက်နေလဲဆိုရင်အင်အားချိနေတဲ့သူပြိုလဲနေတဲ့သူတွေသူတို့ကိုခွန်အားနဲ့ပြည့်စေဖို့အဲ့တော့အသင်းတော်ရဲ့ဖြစ်တည်မှုတွေမှာကျွန်တော်တို့ဘာကိုနားလည်ရမလဲဆိုရင်တချို့သောသူတွေဟာမှားချင်လွန်းလို့မှားနေကြတာမဟုတ်ဘူးလွဲချင်လွန်းလို့လွဲနေကြတာမဟုတ်အဲ့ဒီလူတွေဟာဘာလို့လဲဆိုရင်သူတို့ကိုထူမှခြင်းလို့တယ်သူတို့ကိုလာဖေးမှခြင်းသူတို့ကိုတည်ယူခြင်းဆိုတာလို့တယ်အဲ့ဒီအရာအတွက်ဘုရားကကျွန်တော်တို့အထဲမှာလုံလောက်သောကျေးဇူးတော်အားဖြင့်ခွန်အားကိုဖြစ်စေအဲ့တော့ဒီဆင်းရဲသောသူနဲ့ငတ်မွတ်တနည်းပြောရင်အစာမရှိလို့เนาะအားမရှိတော့တဲ့အတွက်ပြိုလဲသွားတဲ့သူတွေယုံကြည်ခြင်းမှာလဲပြိုသွားတဲ့သူတွေကိုပြန်ပြီးတော့မှထူမနိုင်ဖို့အတွက်အသင်းတော်ကိုဘုရားကဗာပေးလဲဆိုရင်ခွန်အားရှိသောလက်ဖြစ်နေကျေးဇူးတော်ကိုကျွန်တော်တို့ထဲမှာဝိညာဉ်တော်ကိုဘုရားကကျွန်တော်တို့ထဲမှာမာဇထောက်ပံ့ခြင်းအနေနဲ့ပေးတယ်ဆိုတော့ဒါကအသင်းတော်ရဲ့ဖြစ်တည်မှုဖြစ်တယ်အဲ့တော့စောစောကရှင်လုကာ18:4-18-19မှာဗာပြောလဲဆိုရင်စင်းရဲသားတို့ဝမ်းမြောက်စာသတင်းကိုကြားပြောဖို့ငါ့ကိုပိတ်သိပ်ပေးတယ်ကြေမွသောသူတို့၏အနာကိုပျောက်စေဖို့ဖမ်းသွားချုပ်သားတဲ့သူတွေကိုလွတ်ခြင်းအကြောင်းနဲ့မျက်စိကန်သောသူတွေကိုမြင်ပြန်ခြင်းအကြောင်းကိုပြစေခြင်းကစင်ညင်းဆဲခံရသောသူတွေကိုကယ်မစေခြင်းက၎င်းထာဝရဘုရား၏မင်္ဂလာနှစ်ကာလကိုကြားပြောစေခြင်းက၎င်းငါ့ကိုဆေလွတ်တော်မူပြီဟုလာသည်ဆိုတော့ဝိညာဉ်တော်ရဲ့ဘိသိက်ကခွဲခတ်မှုကဘာလဲဆိုရင်ငတ်မွတ်သောသူတွေကိုလက်ယုံကိုစန့်ဖို့ဖြစ်တယ်နော်အဲ့လူတွေပြိုလဲနေရှမာရိအမျိုးသမီးဆိုတာဒါပြိုလဲနေသောသူဖြစ်အခွန်ခံဆိုတာပြိုလဲနေသောသူဖြစ်အဲ့ဒီလူတွေကခရစ်တော်နဲ့တွေ့တဲ့အခါမှာခိုင်ခန့်သောသူတန်မာသောသူဖြစ်သွားတယ်နော်ယေဇေကြည်လအယိုးနဲ့ပြည့်တဲ့ဂျိုင်တွေကိုရောက်သွားတဲ့အခါမှာအဲ့ဒီအယိုးတွေဟာအသက်ရှင်ယုံမျှမကများစွာသောဘူချေဖြစ်သွားစေတယ်ဆိုတာဘာလဲဆိုရင်လက်ယုံကိုစန့်ခြင်းရဲ့တသက်ဖြစ်တယ်အသင်နဲ့ကျွန်ုပ်အားဖြင့်ပြိုလဲနေတဲ့သူတွေကထူမှခြင်းခံရတဲ့အသက်တာတွေမကဘဲနဲ့လားဖျားအသုံးပြုလို့ရတဲ့တစားပလာတွေဖြစ်ဖို့အသင်းတော်ကိုဘုရားကထားထားတာဖြစ်တယ်။ဒါပေမဲ့အခုကအသင်းတော်ကဘာဖြစ်နေလဲဆိုဟိုဆေးပဲကူနော်ဟိုလူကဖျားလိုက်ဒီလူကနာလိုက်ဟိုလူကလဲလိုက်ဒီလူကပြိုလိုက်အဲ့တော့သူများလဲလို့ကိုထူမှာဆိုတော့မင်းထူဖို့ပြောတယ်ငါတော့မှအနိုင်ဆိုတာမျိုးဖြစ်အဲ့ဒီအချိန်တွေကတကယ်တော့နှောင်းနေပြီကျွန်တော်တို့လက်ယုံကိုစိုက်ရမယ့်အချိန်ဆိုတာကတကယ်တော့အများကြီးကြော်လာခဲ့ပြီဒီအချိန်ဟာကျွန်တော်လက်ယုံတွေခိုင်ခန့်ဖို့အချိန်ဖြစ်တယ်ဆိုတော့စောစောပြောတယ်ကျွန်တော်တီလာနဲ့ပြည့်စုံသောမိန်းမလို့ပြောတဲ့အခါမှာဒါကျွန်တော်အဲ့ဒီနော်ဒီတုတ်တန်31ကအကုန်လုံးကိုကျွန်တော်ပြောတာမဟုတ်ဒါတချို့သောအချက်တွေပဲကျွန်တော်ထုတ်တာအကုန်လုံးပြောရင်ပြီးတော့မှာမဟုတ်နော်ဒီအချက်တွေနဲ့ပဲကျွန်တော်ကိုမေးခွန်းထုတ်ကြည့်အောင်စစ်ဆေးကြည့်အောင်ဘယ်အပိုင်းနေမှာကျွန်တော်တို့နော် checklist ထဲမှာကျွန်တော်တို့ပြည့်စုံနေတယ်ဒါမှမဟုတ်ဘယ်အပိုင်းနေကျွန်တော်တို့မှမရှိဘူးလေကျွန်တော်ပြန်ကြည့်တော့ကျွန်တော်တော်တော်များများဟိုကဟင်းဒါလည်းမဟုတ်သေးဘူးဒါလည်းမဟုတ်သေးဘူးဆိုတာများတယ်နော်ဆိုတော့ကျွန်တော်ရဲ့ညီကိုတွေနော်ကျွန်တော်ရဲ့ရန်ကုန်ကအတင်းတော်မှာရှိတဲ့ညီကိုတွေဆိုရင်အများနဲ့သိပါကျွန်တော်တစ်ချိန်လုံးဘာပဲပြောတယ်ကိုပဲစစ်ကိုပဲစစ်ဟုတ်တယ်ကိုစစ်မှကိုကမြင်တာအဲ့တော့ပြဿနာတစ်ခုကိုကျွန်တော်တို့ဖြေရှင်းဖို့ဆိုရင်ကျွန်တော်ကပြဿနာကိုဖြေသိမ့်တဲ့စိတ်နဲ့မကြည့်အောင်
မှားတတ်ပါတယ်လေဆိုတာဒါကသူတစ်ပါးကိုနားလည်ပေးတဲ့အချိန်မှာတော့ကောင်းတယ်ဒါပေမဲ့ပြဿနာတစ်ခုကိုဖြေရှင်းတဲ့အခါမှာတော့အဲ့ဒီဟာမကောင်းဆိုတော့စကားတစ်ခွန်းကျွန်တော်အမြဲတမ်းမှတ်ထားတာရှိ to fix a problem is to recognize there's one the first thing to fix a problem is to recognize that there is one ပြဿနာတစ်ခုကိုဖြေရှင်းဖို့ပထမဆုံးခြေလှမ်းကဘာလဲဆိုရင်ပြဿနာရှိတယ်ဆိုတော့အရင်ဆုံးသိဖို့အတိမတ်ပြုဖို့လိုတယ်ကိုဝိညာဉ်လူဖြစ်ချင်တယ်ဆိုရင်ကို့မှာဇာတိရှိမရှိဆိုတာကိုကိုပြန်စစ်ဆေးပြီးငါဟာဇာတိပဂတိနဲ့အသက်ရှင်နေတယ်ဆိုတာကိုသိမှတ်မှသာအဲ့ဒီဇာတိကိုဖခင်ကရှင်းပေးတာကိုခံယူပြီးတော့မှကျွန်တော်ဝိညာဉ်လူဖြစ်ဖို့ကျွန်တော်တို့ကပြုပြင်ခြင်းခံလို့ရမှာဖြစ်တယ်ကျွန်တော်တို့လာဒီမှာဒီကအကြောင်းအရာတွေနဲ့ကျွန်တော်တို့အသက်တာထဲမှာမပြည့်စုံသေးဘူးဆိုရင်ဒါကတော့ဘယ်သူမှပြည့်စုံမှာမဟုတ်ပါဘူးဆိုတဲ့စကားနဲ့ကျွန်တော်တို့ကအရင်မစဘဲနဲ့ငါအသက်တာထဲမှာဒါတွေမပြည့်စုံသေးတာပဲဖခင်ကငါ့ကိုဒါဖြစ်စေချင်တာပဲဒါပေမဲ့ငါရဲ့အသက်တာကဒီလိုမဖြစ်သေးပါလားဆိုတာကိုကျွန်တော်တို့ကအရင်ဆုံးကိုခံယူပြီးတော့မှကိုတော့ကျွန်တော်ဟာအခုဒီမှာရှိတဲ့သီလနဲ့ပြည့်စုံသောမိမရဲ့ဇယိုက်လက္ခဏာတွေကျွန်တော်မှာရှိချင်တယ်ကိုတော့ရှိစေချင်တဲ့အတိုင်းကျွန်တော်မှာရှိချင်တယ်ဒါပေမဲ့မရှိသေးတဲ့အရာပေါ်မှာကိုတော့မားစားပါပြုပြင်ပါဖြည့်ပေးပါကြီးစုပြုပါနေရာယူပါကိုတော့ကျွန်တော်ကိုပုံသွင်းပါလို့ကျွန်တော်တို့ကအမြဲတမ်းကိုအနှံတက်တဲ့သူဖြစ်မယ်ဆိုရင်ဒီသီလနဲ့ပြည့်စုံသောမိမပြီးသားတဲ့အသင်းတော်ယုံကြည်သူတွေဖြစ်လာမယ်ဆိုတော့ကိုနှုတ်ကပတ်တော်ပြောဝင်ငါပါတယ်အားလုံးကိုဘုရားသခင်စကားပြောပါစေ။